ထုံးစံတိုင်းခောက်ဆွဲပြုတ်ကိုပြုတ်ထားတာဖတ်တုတ်တွေရောပါတယ်ပြုတ်ထားတယ်အားလုံးပြုတ်ပြီးပြီဆိုရင်မဆူကအားလုံး ready ဆိုမှသူရှောင်းလာလိမ့်မယ်ဘာမှစလုပ်တဲ့ဟာကူရမယ်ကင်ရမယ်ဆိုတဲ့ခြေဆိုသူမရှိဘူးအားလုံးပြီးပြီပွဲပြီးရဲ့အားလုံးပြီးပြီပကံလို့ခုပကံနဲ့မထည့်ရဘူးပကံနဲ့ထည့်ပြီးတဲ့အချိန်ရှောင်းလာလိမ့်မယ်ဒီတော့ဒီမပြောရကြပြီပြီးကိုကြောင့်ဆိုပြီးတော့လွှဲချသူမအားတာသူလည်းမအားဘူးကိုလည်းမအားဘူးကဲတော့လေခေါက်ဆွဲပြုတ်တယ်ကမစားရကောင်းတယ်မစားနဲ့နော်ကိုရီးယားလောလောဆယ်အေးလိုက်ဖြတ်နေတော့အရန်အေးအဲ့လိုအရေးနဲ့ဟင်းရည်နဲ့အဲ့လိုပူနွေးလေးစားချင်တာပေါ့နော်တခြားဟာလေဒီနိုင်ငံမှာမရှိတော့အဲ့လိုရှက်ခောက်ဆွဲပါညာဆိုအရန်ကောင်းမှာရှက်ခောက်ဆွဲတူးနွေးလို့ဆိုရန်ကောင်းမှာအခုကဒီမှာရှိတာပဲစားရတယ်ခောက်ဆွဲပြုတ်ကြိုက်လို့လည်းပါတယ်ဆွဲပြုတ်ကောင်းကြိုက်တယ်တော့မဆူမလာတဲ့ခါမှာဘယ်လိုမင်းဖြစ်နေပါလဲဘဝမှာတစ်ခါမှအဲ့လိုတယောက်တည်းစကားမပြောဘူးဒါပထမဆုံးပဲဘာဖြစ်လို့ပြောနေရလဲဆိုတော့အခုလိုမှဖွင့်လိုက်ပြီးတော့အဲ့လိုမပြောလို့ရှိရင်ကိုယ်သာမပြောရင် तू ကကိုယ်အပြစ်ပုံချပြီးတော့ तू ပြောမှာမဟုတ်ဘူးဟိုကီတိုကီမလုပ်တာကိုအောင်ကြောင့်နေပါလာလိမ့်မယ်အခုလာပြီတဲ့အားလုံး ready ဖြစ်တဲ့ချိန်ကိုရောက်လာပြီပြီးရင်ဟိုကီတိုကီမလုပ်တာကိုအောင်ကြောင့်နေပါပြောမယ်ကိုကပြောရကိုကမှအခုတယောက်တည်းလေးထိုင်ပြောတာခဏလေးရှုပ်ပေါက်လာလာခဲ့ तू ကဖြစ်နေ तू ကကြောင်းမျိုးဖြစ်နေသူ့မှာကိုပြောစရာစကားတွေမရှိတော့ထင်ပါတယ်ဒီလိုပါပဲဖြစ်တတ်ပါတယ်ယူပြီးကြာသွားတဲ့အချိန်မှာတွေးအေးသွားတာတွေးအေးစားပြူလာတဲ့လက္ခဏာတွေပေါ့အခုတော့ကိုမှတယောက်တည်းခေါက်ဆွဲပြူစားနေရတယ်တယောက်တည်းစကားတွေပြောနေရဒါပါပဲမဆူတို့အတွက်အားကြလိုက်တာဆိုရသူတွေကြည်ထားအခုတော့တယောက်တည်းခေါက်ဆွဲပြူစားနေရပြီမဆူတို့အတွက်အားကြလိုက်တာဆိုရသူတွေကိုဘာပြောချင်လဲကိုအောင်ကြည်ထားတယောက်တည်းခေါက်ဆွဲပြူစားနေရတယ်အော်ကိုတနာတာလားရင်လုံးမှုတော့လေဒါတွေးအေးတဲ့လက္ခဏာတွေပဲရင်ကဆိုရင်ဖိုကီတိုကီကိုနှစ်ယောက်ပြောကြတယ်အခုတယောက်တည်းထိုင်ပြီးစကားတွေပြောနေရခေါက်ဆွဲပြုတ်လေတယောက်တည်းစားတယောက်တည်းပြောဘဝမှာတစ်ခါမှတယောက်တည်းအဲ့လိုစကားတွေတယောက်တည်းမပြောဘူးဝမ်းနေကိုကောင်းအော်မလေးအေးစားပြုတ်တယ်လက္ခဏာတွေဟုတ်ပါဘူးကိုကညာလိုက်ဒီနေ့ကလည်း team နဲ့အရင်စကားရပြောမှကိစ္စမလေးသူအေးရခါပိုပြီးကူးဆိုင်ပေးမယ်ပိုပြီးကူးဆိုင်ပေးမယ် promise တိတ်မကောင်းတကယ်ပြသူအဲ့လောက်ပြောရင်အချိန်မကောင်းတော့ပြုံးလေးပြောရင်ပိုအချင်းနေမကောင်းတော့ကိုဟွာရှိရပြောပါလေကင်ချီရှိရဟုတ်ရမမဒါကြဲဟွာဟေးဝကီတိုကီပြောဖို့ကကိုအရင်ပြောတာလားကစုမှာစိတ်ရှိပါတယ်ဒီအပိုင်းကွယ်ငါလည်း excuse ရများတယ်လို့ဖြစ်လာတကယ်ပါဟိုအလုတ်ကလည်းတကယ်သေးချာစရိုက်ကိုရိုး system လောက်ပဲမဟုတ်စနောက်ပိုင်း team ကိုပါတော့အောင် train နေပြီစရိုက် train စရိုက် train ဟို team လဲ train ဒီ team လဲ train ပြီးတော့ဒီမှာကွာလို့နေမမြင်တာလေကြာပြီးတော့ဒီမှာအဲ့လိုဖန်စီတွေ ice တွေကလည်းများတယ်ပါသိလားပြီးတော့ဒီနိုင်ငံရဲ့အဖန်စီကမှ
ပြောမြန်မာနိုင်ငံဆိုတေးသေးလေးအဲ့တေးသေးလေးမှာဖမ်းတယ်မြန်မာနိုင်ငံကိုရှော့ပြီးပြောတာမဟုတ်နော်ဒီနိုင်ငံကလေဘလောက်တောင်မှဖမ်းနိုင်လဲဆိုလေနိုင်ငံကြီးဒီလောက်အကြီးပေါ့နော်သူတို့ရဲ့ one state Texas ဆိုရယ် one state ကမြန်မာနိုင်ငံတစ်နိုင်ငံသူက51 state ရှိတယ် Texas ကလည်းအကြီးဆုံး state တော့ state ပါဒါပြောချင်တာဘလောက်တောင် America ကြီးလဲဆိုတာကွာဒီလားအဲ့လောက်ကြီးမှာနော်ဒီ rules ကိုထုတ်လိုက်ပြီဆိုရင်တကယ်ဖမ်းနိုင်တာအဲ့လိုအဲ့ဒီမှာဆိုရင်လည်းကွာတချို့ state ဒီလို governor ကြီးကြောက်လည်းလုံးဝကာကွယ်ပေးတဲ့ governor ကြီးရှိတယ်ချို့ကြောက်လည်းဒီလိုပဲဆိုလို့ဆိုင်ရှိတော်တော်ဆူဖမ်းတာငါးနဲ့ကလေးကိုတော့မှလေသူ့အဖေကိုဖမ်းဖို့အတွက်ကိုမြားတယ်လေကလေးကို Texas ဟိုဘောနော်ဒီဖမ်းတဲ့ဥစ္စာမှာခေါ်သွားတာပေါ့အဲ့လိုကွာတိလားအရန်တော်ဆူတွေလောက်တာအဲ့ဒါကိုရှိသေးရနော်ဗာလဲအချက်လက်နဲ့ legally ဖြစ်ရင်မဖမ်းပါဘူးဆိုတာ citizen တွေဖမ်းတာမှအဲ့ရ Korea citizen တယောက်လေသူ citizen ကိုမှ9နှစ်ထဲကဒီရောက်ပြီးတော့ military မှာသူစစ်ပွဲကို1900ဘယ်လောက်မှလည်းဒီစစ်ပွဲမှာတွားပြီးတော့ကြီးစံနှလုံးဒီတိုင်းပြည်အတွက်မှန်ထားတဲ့သူအဲ့ဒီသူကိုကိုရီးယားကိုပြန်ပို့ပလိုက်တယ်ကိုရီးယားလားဂျပန်လားစမနိုင်တယ်ပဲကိုရီးယားဖြုတ်မြန်အဲ့တော့သူပြောချင်တာနိုင်ငံသားတောင်မှဒီလိုနိုင်ငံသားကိုဘာမှအမေးမြန်းမရှိ deportation ကိုပို့တယ်ဆိုတော့ဒီလားပြောချင်တာအဲ့တော့ legal တွေပါရင်မပြောနဲ့သူတို့ကဟိုအထီးကယုံလိုမျိုး I feel like they're even doing this ပေါ့နော် anyway ကွာအဲ့တော့ဒီရက်ပိုင်းမှာကြာကိုကသူများကိုပြန်ပြီးအဲ့လို positive ဥစ္စာတွေပေးချင်တယ်လုပ်ချင်တယ်ဆိုတော့ကိုယ်စိတ်ထဲမှာကိုယ့်ကိုမရှင်းနေဘူးအဲ့တော့အဲ့လိုမျိုးမရှင်းနေတဲ့အချိန်မှာစုမှန်တိုင်းပြောပြောချင်ဘူးအဲ့တော့အဲ့ဒါတွေလည်းပါတယ်ကိုရီးမားမဟုတ်ပါတကဘာလုံးဒုက္ခရောက်တယ်ဟုတ်တယ်ထိုင်းမှာဆိုရင်လည်းနော်ဒီထိုင်းကမြန်မာရပြဿနာရောက်နေအဲ့တော့ကိုပြဿနာရမှာမဟုတ်စုရကကောင်းတာဆိုရုံးနေပါလေသွားချင်မလို့ဘာမှမဖြစ်ဆိုကိုရီးယားအမြဲတမ်းဒါ grateful ဖြစ်ရမယ် bless ဖြစ်ရမယ်အဲ့လူတွေမှာပြောနေသူခံစားချက်တွေရှိရပါဆိုလေအဲ့ဒါခံစားချက်တွေရှိရအဲ့တော့ရုံကိုစား routine တိုင်းလို့ရမယ်ဆိုတဲ့ဆိုင်ဆိုလွတ်ချလိုက်တာFriday ရောက်တိုင်း walkie talkie တင်ရမယ်ဆိုတာတင်တော့ consistent တစ်ခုနဲ့တင်တာလည်းကောင်းပါရဲ့တင်လဲတင်ချင်ပါတယ်ခုနကပြောသလိုပေါ့နော်ဒီလိုသူများရှိမှထွက်ပြီးပြောရဲဆိုတဲ့အချိန်မှာကိုယ်စိတ်က ready မဖြစ်ဘဲနဲ့ဒီစကားတွေမပြောချင်ဘူးအဲ့လိုပြောချင်တယ်ဟာအကြီးကြီးခံစားနေရလားဆိုတော့အဲ့လိုလည်းခံစားနေရမှာမဟုတ်အဲ့လို gray area မှာဖြစ်နေတဲ့အချိန်မှာဒါတွေကို break မလုပ်ချင်ဘူးဟာအဲ့လိုမျိုးအဲ့လိုလေးရှိရကိုဘာပြောနေလဲရှိမနင်းကြောင်အတင်းတုံတာဘာဒါပြုတ်ခေါက်ဆွဲပြုတ်ပြီး ready ဆိုရင်ရောက်လာမယ်ပြုတ်နေရစပြုတ်တဲ့အချိန်ဆိုရှိမှာမဟုတ်ပြုတ်နေဒုံနဲ့ရောက်မှာမဟုတ်ဘူးပြုတ်ပြီးွားတဲ့အချိန်လည်းမဟုတ်သေးဘူးပကံနဲ့ထည့်ပြီးတော့နောက်ဆုံးဒီပါဒီရှိရောက်နေready ခွက်တည်ပဲဒီမကောင်းကြောင်းနေပေါ့ဟာတကယ်တော့နော်ညီကငါမရှိငါကောင်းကြောင်းပြောပြီးငါရှိရဲ့ချိန်ငါမကောင်းကြောင်းပြောရမှာအမကောင်းငါအဲ့ဒီလောက်တာငါဖြတ်လိုက်လို့ရငါလုံးမှလीတော့ဒါငါဟာငါလုံးမှာwalkie talkie ရဲ့တကယ်အုံနာပါလေ YouTube ရဲ့အုံနာငါနင်က admin ငါနင်ကိုအကောင့်ကနေကစ်လိုက်လို့ရတယ်ကစ်ပေါ့ငါတယောက်တည်းပြောမှကြတယ်အပူဆိုရတော့အဲ့တော့မှမင်းမကောင်းကြောင်းနေကိုပြောမရလို့ဆိုပြီးပြောမှအဲ့ကြညို့ငါပြိတ္တတော်ပူများတည်းနင်မကောင်းကြောင်းသိကျင်တဲ့သူတွေတပူငင်းဆယ်လေးဖြစ်ချင်မှာနင်ကိုခြေထိုးခံနေတဲ့သူတွေချီရရှိမှာလားပုံနေမှာဒီမြရဲ့သူများအဲ့တော့ရှိမှာလားဆိုတော့တိတ်ချင်မွေးတော့မပါနဲ့ရှင်မြနေချမွေးပါမပါလူတိုင်းမှာ50-50သူကသူပြိတ္တနဲ့သူရှိပြီလား50လောက်တော့မဟုတ်ပါဘူးဟာနေဟာနေ50လောက်ကိုရှိရငါဘဝမှာအဲ့ဒီလိုအဲ့နဲ့ကျုပ်လို့ခေါ်တယ်ကိုမြင်တာကိုရဲ့နင့် experience ရပြောတာတကယ်ရှိချင်မှရှိမှာဟုတ်ရှိရလို့ယုံကြည်ရဟာအေးပေါ်နင်းယုံကြည်ချက်ကိုငါမတားပါဘူးပိုးတော့များနိုင်တယ်50တော့ဟုတ်ချင်မှာဟုတ်အဲ့ဒါ depends on လေဥမာတချို့သူဆိုလို့ရှင်တော့ဟာသူမြင်တာဟာလော့ထားတာဟိုမှာတက်လာပြန်ပြီးဆိုတဲ့သူတွေရှိတယ်အဲ့ဒါဆို50တဲ့ကြော်တယ်ကွာဟိုမှာ celebrity မှာတော့မှဘယ်သူမှမုန်းမရတဲ့ဟာမျိုးရှိရကွာငါပြောပြမယ်ပြောပြရမလား
50ဘလုံးမှသူ့ကိုမုန်းတဲ့သူမရှိသလောက်ပဲ Indra Johnson ဆိုလို့ရှိရင် Indra Johnson တို့ပြည်တီဦးတို့ဆိုလို့ရှိရင်မုန်းတဲ့သူကနေကြည့်လိုက်50အမုန်းအချက်မဟုတ်ဘူးလူကိုချစ်တယ် သူကကိုဆိုလိုချင်တာအဲ့လိုမဟုတ်ဘူးနော် လူတွေမှာ Christmatic လူဆိုတာရှိတယ် ရှိရဒါပေမဲ့ကိုဆိုလိုချင်တဲ့50ရှိလောက်တဲ့အနေထားကတော့ကွာဥပမာလူတွေက popular ဖြစ်လာပြီကောင်းလာပြီသူခေရောက်နေတဲ့အချိန်မှာဘယ်သူမှသူ့ကိုမကောင်းမပြောတည်မလားပြောတဲ့သူကစောက်ပိုးပဲကွာတိလားအဲ့အချိန်မှာသူ့ကိုဝိုင်းကြုံကြမှာကွာဥပမာပြောပြရနော်ဟုတ်ဒါပေမဲ့တကယ်စိတ်ထဲမှာကြိတ်ပြီးတော့မကြိုက်တဲ့သူသူ့ကိုအမြင်ကတ်လိုက်တာတော့ကွာနေရုပ်ရှင်တူတူရိုက်နေတော့ဘေးကသူကသူ့ကိုဆိုပြီးတော့အဲ့သဘောတရားကိုသိလူတွေမှာ အဲ့လိုလူ bias အမျိုးမျိုးရှိတယ်အဲ့သဘောတရားကိုသိတယ်ဒါပေမဲ့နောက်ဆုံး Christmas တဲ့အရန်ဖြစ်တဲ့သူကြတော့အဲ့ဒီဘလို့ဖြစ်ကိုမမုန်းကြည့်မြောက်ဆိုတဲ့သူရှိငါတော့အမုန်းခံရမယ့်ထဲမှာပါတယ်ဥပမာကိုပြောဆိုချင်တာအဲ့လိုလူမှာတော့အဲ့လိုရှိတယ်လို့အဲ့တော့အဲ့လိုလူကလည်းအ ਨੇ စုပဲကွာသိလားလုံးဝမရှိဘူးပြောတာမဟုတ်အဲ့လိုလူကလူ ਨੇ စုဥမာကွာထားပါလူတစ်ထောင်မှာတစ်ယောက်ပဲထားပါအဲ့လိုလူကဆိုရင်ကျန်တဲ့တစ်ထောင်မှာတော့50လောက်လူမုန်းများတဲ့လူရှိတယ်စုပြောချင်တာကိုကကွာ numbers နဲ့ပြောနေ numbers ဆိုတာကြတော့ကွာတယောက်ချင်းစီမှာ everybody has a different personality and the way they surf their social media or you can really see like 50 numbers မပါပဲပြောလို့ရတယ်ဒါပေမဲ့ဥမာကိုက numbers ပါတယ်ဆိုရင်တိကျတော့အရာအလုံးဥမာဒီ philosophy အားလုံး apply လုပ်ပါတယ်ဆိုရင် philosophy လိုမျိုးဖြစ်သွားတယ်ဆိုတော့ you can say numbers အဲ့ကြောင့်ဟိုကအတိအကျပြောရာဂိုင်နှုန်းနဲ့ပြောလေဖြစ်နိုင်ခြေရှိတဲ့ possibility ဒါကတော့ငါဖြစ်နိုင်ခြေရှိရလို့ငါယုံကြည်တာကိုပြောတာအဲ့တော့ဆိုလိုချင်တာကွာနင်ထားပါတော့ဟိုဟုတ်ဘူးနင်ကိုချစ်တဲ့သူတယောက်ရှိရင်မုန်းတဲ့သူတယောက်ရှိမယ်အေးဆိုတဲ့ပုံတော့ဖြစ်နေငါပြောလိုက်တာ50အဲ့လိုတော့မဖြစ်ဘူးမအဲ့လိုတော့မဟုတ်ဒါပေမဲ့မုန်းတဲ့သူကလည်းနဲမနေဘူးပူတော်များရင်များအောင်တခါတလေသိလားအနေကိုဆိုလိုတဲ့ဘောကနင်ကိုချစ်တဲ့သူရှိလို့မုန်းတဲ့သူလည်းရှိကိုရှိရအဲ့ဒီဟာကိုလက်ခံတယ်ဒါပေမဲ့50ဆိုတဲ့ဟာကိုတကယ်သင်ချာသဘောတရားနဲ့တကယ် data ကြီးချတွက်လိုက်ရတော့မှလက်ခံအောင်ဒါမဟုတ်လေအဲ့နင်အဲ့လောက်ကြီးတော့ကတ်တက်ပြီးမပြောနဲ့လေအတိအကျကြီးကိုလာပြီးတော့အဲ့တော့နင်ကတ်တက်တာဖြစ်သွားတယ်ကတ်တာမဟုတ်ပါဘူးဒါပေမဲ့ even though half ဆိုတဲ့ theory ကိုလက်မခံအောင်ပြောတာ half နီးပါးကိုရှိရကွာငါတော့ဘာခံလား half နီးပါးလုံးဝမရှိဘူးနင်ကိုပုံများလိမ့်မယ်ငါ့ကိုဘယ်လိုမြင်လဲလားငါ့ကို neutral တောင်ဖြစ်မယ်ထင်တယ်အားလုံးမှာအချစ်နဲ့အမုန်းပဲရှိရမှာစိတ်မဝင်စားတာလည်းရှိနိုင်တယ်နောက်ဆုံးစိတ်ဝင်စားပါတယ်ဆိုရတဲ့သူတွေတော့မှစိတ်မဝင်စားဘူးဆိုရယ် neutral ဘိုင်းကိုလည်းတွားနိုင်သေးတယ်စိတ်ဆိုရတဲ့သဘောတရားနှစ်ဖက်တည်းရှိတာမဟုတ်ဘူးအဲ့ဒါကြောင့်မို့အချစ်အမုန်းဆိုပြီးပဲငါတွေးလို့မရဘူးhaters မရှိဘူးမဟုတ်ဘူးရှိမယ်နော်ဒါပေမဲ့အဲ့လောက် extreme intense feeling ကိုရှိတယ်ဆိုတော့သူကိုကနေမှာကိုကကြတော့ဘလို့ထင်တယ်လို့ပြောရမှာဆိုရင်သူပြော neutral ပါရှိရဟုတ်တယ်ဒါပေမဲ့တကယ်အချစ်အမုန်းမှာကျတော့ neutral ထဲမတွက်တော့ဘူးကွာထဲမတွက်တော့တဲ့အတွက်သူကဟာဘမုန်းတဲ့သူပုံများနိုင်တယ်နင်ကငါ့ကိုမုန်းတဲ့သူပုံများနေမှထင်တာငါတော့ငါ့ကိုချစ်တဲ့သူပုံများမယ်လို့တော့ငါထင်တယ်ဘာဖြစ်လို့လဲဆိုတော့ငါမှ fat ချီရပြောအေးနင်ရဲ့ fat ကိုနင်ပြောကြည့်မပြောဘူးဘာလို့လဲဆိုတော့နင်ကအဲ့ပေါ် base လုပ်ပြီးပြောမပြောအဲ့ဒါငါဟာရင်ပြောမယ်လူတွေကဒီခစ်ကြီးမှာအရန်အဲ့လိုပူပြီးတော့အမုန်းတရားပူများလာတဲ့ခစ်ကြီးကိုရောက်နေတာ This is how you perceive the world ကိုကဘာကြီးကိုဘယ်လိုမြင်လဲဆိုတာအဲ့ဒါပဲကဘာကြီးကိုမြင်လဲဆိုတာအေးလေကဘာကြီးကိုအမှန်တိုင်းမြင်ဖို့လိုပဲလေကဘာကြီးဖြစ်ပြနေအောင်ဒါကတော့ဘယ်လိုမြင်လဲဆိုတော့ငါမြင်တဲ့ဟာကိုပဲငါပြောတာပဲသူများမြင်တာကိုငါပြောတာမဟုတ်ဘူးလေအဲ့ဒါကြောင့်မလို့မုန်းနေလို့ထင်တော့တယ်မဟုတ်လေအဲ့ဒါတည်းချက် Okay နောက်တစ်ခုပြောပြီးတော့နေကခုချိန်မှာနေကအင်အားကြီးနေတဲ့အချိန်ဟာအင်အားကြီးနေဆိုတာနေကဆိုလိုချင်တာဘယ်လိုပြောမလဲမောက်ရက်လဲကြသေးရဲ့အချိန်မဟုတ်ဘူးမဟုတ်သေးဘူးပြီးတော့စောက်ဆဲခံရမယ့်အချိန်မဟုတ်သေးဘူးဆဲခံရမယ့်အချိန်ဆိုရင်တော့အားလုံးဝိုင်းဆဲကောင်းဆဲနိုင်တယ်ဆဲခံရမယ့်အချိန်လည်းမဟုတ်ဘူးပြီးတော့ဘာမှလည်းမဟုတ်နေဘူးဘာမဟုတ်တာမှလည်းမလုပ်ထားသေးဘူးသိလားပြီးတော့အဲ့လိုကွာနေလောတဲ့မှန်နေတဲ့အချိန်မှာရှိရကွာအဲ့တော့နင်းကိုမုန်းနေသူကပြောမယ်ဆိုရင်တော့မှ
ဟို तू ချစ်တဲ့သူရဲ့ဝိုင်းကျုံတာနဲ့ तू ခံဝါရနိုင်တယ်အခုချိန်ကဒါပေမဲ့အဲ့မုန်းတဲ့သူကငြိမ်နေလိမ့်မယ်အခုချိန်က ဒါမုန်းတဲ့သူကအရန်များရင်လေသူကမီးနိုင်ရှည်များညီမုန်းတဲ့လူအရန်များလို့ရှင်လေအဲ့ချစ်တဲ့သူတွေအတန်သူတို့ဘလောက်ပြောဟိုဘက်ကအားကြီးပြီးတော့လိုက်ပြောပေးမဲ့သူလည်းများမှာပဲမဟုတ်အဲ့လိုမဟုတ်နင်အရန် philosophy မှားနေရဟာနင်အရန်မှားနေလို့ငါမြင်နေပြီငါကအရန်အချစ်ခံရတယ်မချစ်ခံရလို့ပြောတာမဟုတ်မားရင်မားလိမ့်မယ်ဒါပေမဲ့ပြောမှာငါအရန်ချက်ခံရတယ်လို့မပြောဘူးเนาะဒါပေမဲ့ငါလူမုံမရှိအောင်ငါနေတတ်တယ်ဘာလို့လဲလူမုံလဲဆိုတော့လည်းငါပြောပြမယ်နံပါတ်1ချက်เนาะငါငါရဲ့ဖြစ်တည်မှုကြောင့်ဘသူမှအနှုတ်မပြပါဘူးငါရဲ့ဖြစ်တည်မှုဆိုပါစို့ဟာငါအရန်ကိုဝင့်ကြွတက်မှထဲအဲ့လိုလုံးမယ်ဆိုရင်တော့ငါကာလန်ဒေတာနဲ့ချိုးစားရင်မလုပ်ရဘူးဆိုတာငါတူတူသိနေတာရှိတယ်အဲ့ဒါလူမုန်းစေတဲ့အရာအဲ့ဒါပါတယ်ဥမာနောက်ဆုံးနေ့တချို့ဆိုရှေ့ကွာငါဘွားငါနေတာပဲဆိုပြီးတော့ဒါပေမဲ့မနေသေးဘူးတချို့ကားလည်းဒီသက်ရှိရဲဘာခက်အချင်းတွေဆိုတာရှိရဲငါအဲ့ဒါမျိုးငါရအောင်နေတယ်နောက်တစ်ခုကနောက်ဆုံးငါ positive ဥစ္စာတွေငါပြောရဲဆိုရင်တော့မှငါပြောတဲ့ဥစ္စာတစ်ဖက်ဆုံးကြီးပဲလူတိုင်းစူးစမ်းရရတယ်အဲ့လိုဥစ္စာမပြောဘူးနောက်ဆုံးဒီအလဲအလက်လူဆိုရင်တော့မှဘလိုလေးတော့လုပ်လို့ရပါတယ်ဆိုတဲ့ဥစ္စာမျိုးငါအတက်နိုင်ဆုံး market ကိုငါကြည့်ပြီးပြောတဲ့အခြေအနေကိုအဲ့တော့ငါရဲ့ contact တွေဒီဥစ္စာတွေမှာလဲအစင်မပြေနေရလည်းမရှိဘူးနောက်တစ်ခု main ကလေးမှာအလက်ကားနေဖြစ်တဲ့ဥစ္စာရှိအဲ့ဒါဘာလဲဆိုတော့ main ကလေးမှာမဟုတ်လူတိုင်းမှာ threat လို့ခံစားရတဲ့အချိန်မှာသူတို့ကဒီလူကိုမုန်းနိုင်တယ်ငါးစီမှာထားတော့ယောက်ျားလေးတစ်ယောက်က left ပေးထားရင်တော့မဆုကို left ပေးလို့ဆိုပြီးဇုံတွဲရံဖြစ်မှာမဟုတ်ငါအိမ်အောင်ရှိတယ်ဒါပေးတယ်ဆိုတာ maybe စာကြိုက်လို့ဘာလို့ရဲအောင်ကွာငါ့ကိုကြည့်လိုက်ရင်အမျိုးသမီးချင်းချင်းကဟဲ့ဒါပြဿနာမရှိနေဘူးနောက်ဆုံးဖင်တုံးလုံးပုံနဲ့နော်scrap ကိုတိုက်ပြတာအောင်အဲ့အောက်မှာ main မကြီးပဲယောက်ျားတွေကမဖြစ်နေဘူးဘာလို့ it's because I'm not their threat သူတို့ secure ပေးတဲ့ဥစ္စာခံစားရတယ်ပြီးတော့ဘာရှိအောင်လဲဆိုတော့ငါတော်တော်များများရဲ့ threat အနေနဲ့သူ့မဟုတ်အဲ့ negative ကိုမပေးတော့မပေးနေဘူးငါပြောတာအဲ့ဒါနေငါခုချိန်မှာနေမှန်နေရဆိုတာအဲ့ဒါကိုပြောတာနေကအမားလည်းမလုပ်ထားဘူးတိလားနင်ပြောတာအကုန်လုံးကငါလက်ခံတယ်ဘာလည်းမလုပ်ထားဘူးနင်ကိုဘာမှပြောစရာမရှိဘူးကွာအဲ့ဒါကိုလက်ခံတယ်အဲ့ဒါ fact တွေအဲ့ဒါကိုလက်ခံတယ်ဒါပေမဲ့သူတိလားမတိလားတော့မသိဘူး तू ကလူကအဲ့ဒါတွေမလို့လူမုံတဲ့ဟာပြောတာတိတယ်ဒါပေမဲ့အဲ့ဥစ္စာမှလည်းအဲ့လိုတော့မဟုတ်ဘူးကွာငါပြောမယ်လူတွေကစွန့်ကြီးဝိုင်းလောင်းကြရဲဆိုတဲ့ဟာကိုငါနားလေတယ်မရုပ်ဟုတ်ဘူးအပြပြောတယောက်တည်းလည်းပြောမှာဟုတ်ပြီစွန့်ကြီးဝိုင်းလောင်းတယ်ဆိုတဲ့ဥစ္စာလည်းသိတယ်ဒါတချို့မှာဆိုလို့ရှိရင်စကတဲ့ကအမုန်းခံလေးရှိပြီမဲ့လူတွေမပြောတဲ့အတွက်ဒီလိုလေးသွားနေဥမာတစ်ခုပဲငါနေကြည့်ဦးကွာ तू မဆဲခံရအောင်ချင်းမှာချစ်တဲ့သူတွေအရင်များဒါပေမဲ့အဲ့ကလေးကငါတိရ तू ဆဲခံရတော့မယ်ဆိုငါအရင်ကြံကောင်းလို့တိတာမဟုတ်ဘူးဘာလို့လဲဆိုတော့ marketing သဘောတရားရဆိုရင် तू ကဘာဖြစ်လဲဆိုတော့ तू ကတစ်ဖက်ကိုအရန်ကိုဟိုဖြစ်တဲ့ခါမှာသူ့ရဲ့လှုပ်ရှားမှုတွေလှုပ်ဆောင်မှုတွေတိတ်မကြခင်တော့ပြောခံရမယ်ဆိုတာတိပြီးသားအဲ့လိုလူမျိုးမှာဆိုရင်စွန့်ကြီးကဝိုင်းကိုလောင်းပါဘာလို့လူတွေရဲ့သဘောဆန္ဒကလည်းအချစ်နိုင်မှုဆိုဘတ်ခနဲ့ပဲငါအနေထားကြတော့ငါပြောတာရှင်းရှင်းလေးစောက်ရဲနေအောင်မြင်နေတဲ့အနေထားလည်းမဟုတ်เนาะပြီးတော့ဟိုအချစ်နဲ့အမုန်းမှာဒီဟာဖြစ်တယ်ဆိုရင်နောက်လို့ရှိရင်အဲ့ပွဲဖြစ်ရင်ဘလို့အကောင်းဆုံးခွတ်လောက်ရလဲဆိုတာငါသိတယ်ငါပွဲတွေမဖြစ်ဘူးတာမဟုတ်ဘူးသိတယ်အဲ့တော့ငါဆိုလို့ရှင်တာနင်ပြောမှန်တယ်နင်ကနောက်ဆုံးနေငါထားတယ်ငါနေညာခုချိန်နေကတခုအမားလို့ပွဲဖြစ်သွားရင်နင်ကိုဝိုင်းဆဲခြင်းလဲဆိုတော့မှနင်ကခွတ်လုပ်တတ်တယ်နင်ကိုဟိုကငါအဲ့ဒါကိုလည်းနားလေသဘောပေါက်တယ်ငါပြောတာအဲ့လိုဖြစ်လို့နင်ကိုမုန်းတဲ့သူမရှိဘူးမုန်းတဲ့သူကရှိမှာပဲလေဒါပေမဲ့50-50လောက်တော့မရှိနေဘူးကိုကတော့ကိုရဲ့အမြင်နဲ့ကိုတွက်တာမှန်းတာအဲ့လောက်နီးပါရှိတယ်လူတယောက်ချင်းစီပါအဲ့တော့ကိုဆိုလိုချင်တာကွာ तू ကအဲ့ဒီလူတွေကို view site ဆရာလည်းမလို့အဲ့လူတွေကအရေးလည်းမကြည့်ဘူးအဲ့ဒါကိုသိဖို့လိုတာအဓိကစုပြမယ်လူတယောက်ချင်းမှာ50-50ကိုစုကလက်မခံဘူးစုကထားလိုက်စုကဘာမှမရောက်သေးဘူးစုအဲ့လောက်ဒီ exam မပေးရမယ့်ဥစ္စာမဟုတ်ဒါပေမဲ့လူတွေမှာပြောပြီးတဘွားလုံးလျှောက်လာရင်တော့မမုန်းတဲ့သူရှိတယ်လို့50ကိုအမုန်းမခံရတဲ့သူအများကြီးရှိဥပမာ Mr. Bean တကဘာလုံးမှာတကဘာလုံးဘယ်လောက် negative များလဲ Mr. Bean လို့လူမျိုး Jackie Chan လို့လူမျိုးအေးပေါ့သိလား तू ကအဲ့တော့ပြောချင်တာ charismatic ဆိုတာအဲ့လိုလူမျိုးဥမာမြန်မာနိုင်ငံမှာဆို Indra Johnson လိုမျိုးငါလက်ခံနေအဲ့တော့နင်းဥမာ Indra Johnson တို့ Mr. Bean ဘယ်နှစ်ယောက်ရှိလဲ
Charlie Chaplin လိုမျိုးဘယ်နှယောက်ရှိလဲ Charlie Chaplin ခေတ်မှာ Charlie Chaplin တယောက်ပဲပို့ Mr Bean ခေတ်မှာ Mr Bean ကိုဆိုလိုချင်တာပြောတာသူ့ဟိုဖိပိတ်ပြီးညင်းတာမဟုတ်ဘူးကွာအဲ့လိုလူကတန်းနဲ့ချီတဲ့တဲမှာတယောက်တော့အဲ့တော့မရှိဘူးပြောတာမဟုတ်ရှိတယ်အဲ့လိုလူဒါပေမဲ့အများစုမှာကကိုယ့်ရဲ့အမြင်ရအဲ့တော့ငါမှန်တယ်လို့ပြောတာမဟုတ်ဘူးเนาะအများစုမှာကတော့နင်းရှိတယ် စုကကြတော့ကိုကအဲ့ဒါမြင်မမြင်မသိစုက charismatic ဆိုတဲ့သူမျိုးကိုစုမြင်တာနဲ့သိတယ်စုကအဲ့ဒါမပါဘူးဒါပေမဲ့အဲ့လိုလူတွေသိတယ်ဥမာကျဲကျဲလိုလူမျိုးသူ့ကိုတော်ယုံဘုံစရာအကြောင်းမရှိဘူးပြောရင်လည်းစကားလည်းအကုန်ပြောတာမဟုတ်ဘူးသူကလည်းမဖြစ်ဘူးငါဆိုတာထက်အများကြီးဟွာဖြစ်တဲ့သူမျိုးအလကားနေဘာမှဖြစ်စရာမရှိဘူးနောက်တစ်ခုကဥပမာ Mr Bean တို့ဘာလို့လဲငါမပြောဒါပေမဲ့လူတစ်ယောက်က charismatic ဖြစ်တယ်ဆိုတာလေဒီလူကဘလောက်ဖြစ်ကိုသူ့ကိုဟိုနောက်ဆုံးအမြင်ကတ်တဲ့သူရှိနေမှာဟဲ့ဘာလို့ဘလိုင်းအမြင်ကတ်နေရလဲလို့ထင်ရလောက်တဲ့သူဆိုတာလည်းရှိတယ်။ဥပမာ New York ရဲ့အခုဟို new ဟွာဆိုလို့ရှိရင် mayor ဆိုလို့ရှိရင်အရန် charismatic ဖြစ်တာ။ဒါကိုကတော့သူ့အကြောင်းမသိရင်လည်းမသိဘူး။ဒါပေမဲ့အဲ့လိုလူတွေကြကြိလိုက်တာနဲ့ရုပ်အသွင်ပြင်ပြောတဲ့စကားလုံးမျက်လုံးအကြည့် everything အဲ့ဒါဆိုရင်ပြောချင်တာပြီးတော့တရားမှာတယောက်ဆိုတာအဲ့ဒါကိုကနာမည်ကြီးတဲ့သူကိုစုကလှမ်းပြောလို့ပြောတာလူတိုင်းကတရားမှာတယောက်ပဲဘယ်သူမှကိုအောင်ဆိုတာနှစ်ယောက်မရှိဘူးအဲ့တော့ဘာဖြစ်လဲဆိုတော့ကိုယ့်ရဲ့အဲ့ဒီဟာလေးကိုဟိုကပေါ့နော်အဲ့ charismatic လေးကိုကသိတယ်ဆိုလို့ရှိရင် charismatic ကိုသိတယ်စုနဲ့ကိုနဲ့ဘယ်မှာ data မှာစုမသိတာတခုကစုက charismatic ကိုသိတယ်ဒါပေမဲ့လူတွေရဲ့ dark side မှာနေဥပမာပြပြမယ်ကွာ New York ရဲ့ဓာတ်ကိုဒီလိုကြိုက်တယ်မလားအဲ့တော့နေ Trump လိုလူမျိုးကဘာမှာအများကြီးရှိတယ်အဲ့တော့နားလေတယ်လေအဲ့ဒါလည်းသိတယ်စုပြောပြီးအဲ့ဒါကြောင့်တူရနဲ့ဆိုင်သွားတယ်ကဘာမှာနဲ့လူဦးရေအများကြီးဆိုတာလည်းသိကဘာမှာဘလောက်ဆိုးလဲသိမြန်မာမှာလည်းဘလောက်ဆိုးလဲသိဒါပေမဲ့နင်းကအဲ့လိုလူပါဆန်ဘယ်နှယောက်နဲ့ထိတွေ့လဲဆိုတာလည်းသက်ဆိုင်တယ်စုမှမရှိဘူးမဟုတ်စုကကြာ haters လို့ယူဆတာနဲ့ ban လိုက်တာ block လိုက်တာဘာအဲ့တော့ဘာဖြစ်လဲဆိုတော့ဖြစ်ကြောမရှိဘူးငါလာပြီးတော့အာယုံလာမနောက်တော့ကိုသိရလေကိုဆိုလိုချင်တာကိုစုနဲ့ကိုနဲ့ပြောနေရမှာအတူတူပဲကိုနင်ကဘလော့လိုက်တာလေနေပွားကြီးမှာပြီးွားကြီးလို့ဒါနင်ကနေတတ်မှတ်တာကွာငါပြောတဲ့အဲ့ဒါငါပြောတာနဲ့လာမယ်ပြောငါပြောတဲ့တတ်မှတ်ချက်ကနင်အဲ့လူကို block မ block ဒါနင်ကိုမိုးတဲ့သူတယောက်ပဲသိလားနင်ကို hate speech လာပြောရပဲဖြစ်မပြောသည်ပဲဖြစ်စေနောက်ဆုံးစိတ်ထဲမှာရှိနေတာပဲဒါနင်ကသူ့ကိုသိချင်မှလည်းသိမယ်ဒါပေမဲ့နင့်ကိုမုန်းနေဆိုတဲ့ဒါတက်ရောက်ပဲ1ကောက်ပဲသိလားနင်ကအဲ့လိုမျိုးတွေးပြီးတော့ကောက်လုပ်တယ်တချို့သူကငါမန်းတောင်သိတာမဟုတ်ဘူးသူတို့ online မှာတွေ့ online မှာလူတွေဆဲရဲဆိုတာလေအဲ့လူကြီးကိုမုန်းပြီးဆဲနေရမဟုတ်သူတို့ဘဝအစင်ပြေသူတို့ရှိသမျှလူတွေဆဲနေ तू ကငါ့ကို hater ဆိုပြီး तू တွေးတာမဟုတ် तू လူတွေအားလုံးလည်း hate နေမှာသူ့ဘဝကြီးလည်း तू hate နေမှာအဲ့ဒါလည်းတက်အဲ့တော့ခုနကပြောအဲ့ဟိုတချို့သူစုပြောရင် neutral နင့်ကိုတီးကိုမတီးရတဲ့သူကလည်းတက်ရှိမှာပဲကွာလူတိုင်းကတော့ဥမာငါတို့ဆိုရင်ထားပါတော့ဥမာရုရှားမင်းသားမင်းသမီးတွေငါတို့မသိဘူးကွာအဲ့လိုမျိုးပဲငါတို့မသိရလူလည်းအများကြီးရှိမှာပဲငါပြောမယ်ငါမုံစိတ်ကိုရှေ့စီဘယ်တော့မှမလုပ်ဘူး block လိုက်တယ်ဆိုတာကလေ data အရာရော physical available အရာရောမုံစာကိုတိုးစီတယ်အတိတ်ပဲကငါ့ကိုကြည့်မရရင်မမြင်တော့ဘူးဆိုတဲ့အတိတ်ပဲက तू ကငါ့ကိုမကောင်းဆိုတဲ့စိတ်ကိုငါ့ကိုဘယ်လို့မှလက်မခံငါအတွေးခေါ်လက်မခံ it's okay ဒါပေမဲ့အဲ့ဒီဥစ္စာအချိန်ဖန်များစွာမမြင်ရတော့ဘူးအဲ့နင်အဲ့ဒါယူမှာစကြီးကောက်ဆိုရင်တော့ငါပြောတယ်ခုနပြောတယ်လို့ပေါ့ဒါဆို naturally neutral တဲ့ငါထည့်ပလိုက်တာဘာလို့ဆိုမပတ်သက်ချင်လို့ကွာတည်ရနင်ကို hate speech လာပြောတဲ့သူနင် block လိုက်တာဆိုရင်တော့အဲ့တချိုးလေးပြတ်သွားတယ်သိလားတချို့ကကြတော့ဖြစ်ကြောမရှိချင်တချို့ကကြတော့အဲ့လူတွေရဲ့ကိုပြောပြမယ်ကွာလူတွေရဲ့ dark side မှာက तू ကနင်ကိုလည်းလာပြောချင်မှလည်းပြောမယ်တချို့ကကြတော့နင်စကားပြောတာကိုမကြိုက်တာအဲ့လိုစကားပြောမြန်တာကိုမကြိုက်ဘူးနင်ကနေမှခုနလိုပေါ့နော်ဖေတုံးလုံးနဲ့နေပုတ်ပြနေပြီမဲ့ဥမာပြတချို့ဟုတ်တယ်ချစ်တဲ့သူကတော့အမလီအောက်ကမိန်းကလေးတွေကြီးပဲလာပြီးတော့မန်းကြရတယ်တဲ့မှာဟာမိန်းကလေးအဲ့ဒီထဲမှာတချို့ကကြတော့မြမရင်ကျေးမှုဆိုပြီးတော့ဒီကောင်မလုတ်ပြန်ပြီအဲ့လိုသူကတက်ကွာကာချာတဲ့ကိုဆိုလိုချင်တာအဲ့လိုလူတွေကသူ့လာပြောချင်မှလည်းပြောမယ်အဲ့လိုမပြောတဲ့သူကလည်းတက်ရှိတယ်လို့စုပြောတာလည်းလက်ခံတယ်အဲ့ဒါဒါပေမဲ့အဲ့လူတွေအရန်များရင်လည်းရှင်းလေးပြောတယ်ဘာလို့လဲဆိုတော့ comment က public ပြောတယ်အဲ့တော့ပြောချင်တာရေများရင်နေမီးများမီးနိုင်အမုန်းများရင်အမုန်းတွေကနိုင်သွားတယ်အဲ့လိုပဲလေအရန်မုန်းနေစောင်းရင်ချစ်တဲ့သူကနောက်ဆုံးချစ်ရင်တော့မှနေ comment နဲ့ပြန်ရန်ဖြစ်မယ်ထင်လို့လားကိုပြောရင်ဟိုသူကဒီအပြောင်းမြတ်အတွေးခေါ်နေပြန်တွေးရလို့ရှင်မပြောဘူးချစ်ရင်တော့နေဘလောက်ချစ်ကိုအာရုံနောက်တယ်ဘယ်သူမှ against လုပ်ပေးချင်မှာ against လုပ်ပေးတော့မှာအဲ့ဒါကြောင့်မဟုတ်ဒါကတော့ဒီတွေးပုံတွေးနေမတူတဲ့အတွက်မျိုးစုံဖြစ်နိုင်တယ်ဒါစုပြောတာကိုလည်းလက်ခံတယ်စုတွေးတဲ့ပုံစံနဲ့စုတွေးတဲ့ပုံစံလည်းဖြစ်နိုင်တယ်ဒါပေမဲ့
ငါတွေးနေတဲ့ပုံနဲ့ငါသိတဲ့ data နဲ့အရာဆိုရင်လေ နင်သိတဲ့ data နဲ့မှနံပါတ်အတိအကျမရှိဘူးငါနံပါတ်အတိအကျရှိရ အေးပေါ့အဲ့တော့နင်ပုံမှန်ခြင်းလည်းမှန်ပါပေါ့ဒါပေမဲ့ငါသိကြတာ ငါမှာ block list နံပါတ်ရှိတယ်ငါရဲ့အမြဲတမ်းငါ real လုပ်တဲ့စာရှိရ လူတွေကထုတ်မပြတိုင်းမပြောတိုင်းသူအကောင်မှတ်နေရတော့မဟုတ်ဘူး မဟုတ်ဘူးအဲ့ဒါကိုလည်းလက်ခံတယ်ပြောပြီးပြီ haters မရှိဘူးလို့တခါမှပြောတော့50-50ကိုငါလက်မခံတာ နောက်ဆုံးကွာဟို Trump လို့ကောင်းဒီလောက်ယူမှုကောင်းတဲ့ကောင်းကြီးဒီလောက်ဟိုပေါ်တင်ကြီးကွာအဲ့လောက်လူကောင်းကြီးတော့မှထားပါတော့နောက်ဆုံးဟို50သူတို့50-50လောက်သူတို့အကျိတ်နဲ့ဖြစ်သွားပြီလို့ဒီကောင်နိုင်သွားတယ်ဆိုရင်တော့မှ အဲ့ who you attracts လို့ပြောပြီးပြီလေ Okay ငါလက်ခံသေးရဲ့ who you attracts လို့ငါပြောပြီးပြီလေ ဟုတ်ဘူးဟို who you attract လို့ပဲပြောဘယ်လိုပဲပြောဒါကကွာဟို तू ကအပြတ်တက်ကြီးကိုနိုင်တာပြီးတော့ ဘာလို့အဲ့နိုင်လဲဆိုတာနင်ကမုန်းဖို့ကောင်းတာပဲနင်သိနေတယ်ဘာလို့နိုင်လဲဆိုတာ make sense ဖြစ်ကိုဖြစ်တယ်နောက်ဆုံးသူ personality မကြရင်တော့မှအားလုံးကရွေးကိုရွေးမှာပဲအဲ့ငါနင်ကိုပြောပြမယ်နင်အမုန်းတရားနဲ့မကြည့်နဲ့ထွက်အောင် မဟုတ်အမုန်းတရားနဲ့မကြည့်ပါဘူး အဲ့ဆိုငါပြောပြမယ်ဘာလို့ရွေးကိုရွေးလဲဆိုတာရွေးကိုရွေးမှာပဲ US ကရှင်းလေ US မှာသူတို့ဖြစ်နေကြတဲ့အဲ့ပေါ့နော်ဒီ propaganda ရှိအဲ့ဒါဘာလဲဆိုတော့ Trump လဲလုပ်တဲ့ propaganda ပေါ့ဘာလဲဆိုတော့ US က tipping point ရောက်နေပြီ that means ကသူတို့အခုချိန်ပြောင်းရင်ပို့ဆိုးမယ် US ကဟို everyone dream မဟုတ်တော့ဘူးအဲ့ဒီဥစ္စာတွေနဲ့သူကပြောတယ်အဲ့တော့ US မှာအကောင်လုံး educate မဟုတ်ဘူးသူတို့ရဲ့ပြောတဲ့အချက်ကသူတို့ကရှင်းတယ်ဒီမှာဆိုလို့ရှိရင် immigrants တွေရှိတယ် immigrants တွေရှိတယ်ဆိုတဲ့အခါမှာပေးရတဲ့ test တွေသူတို့စီကနေပြီးကုန်ကြစိတ်တွေများတယ်ပေါ့အဲ့ခါမှာဆို Trump တို့ရဲ့ဒီ team က administration ဘာလုပ်လဲဆိုတော့ကုန်ကြစရိတ်တွေကို data တွေဆွဲထုတ်တယ်မှားဆိုမှမဟုတ် data တွေရတော့ကုန်ကြစရိတ်ဆိုတာများတယ်ဒါပေမဲ့ပြန်ကျိုးပြည့်စရိတ်ကိုမပြเนาะအဲ့တော့ထားပါတော့ပေါ့နော်အဲ့တော့ educate ဖြစ်တဲ့သူတွေကြတော့သိတယ်ဒီဟာတွေဝင်လာလို့ရန်နေရတဲ့လေတိုင်းနဲ့ငွေလည်းဝင်တယ်လို့ငွေလည်းထွက်တယ်ဆိုတာနားလေဒါပေမဲ့ तू ကလုပ်တဲ့ဥစ္စာရှင်းရှင်းလေးနင်တို့ရဲ့ test တွေကနေပြီးပေးနေရတဲ့ဥစ္စာတွေရှိရဲဒီဥစ္စာတွေပြတယ်နောက်တစ်ခုကနိုင်ငံကအခုချက်ချင်းပြောင်းမပြောင်းရင်ပြဿနာရှိရဲဆိုတဲ့ဥစ္စာဆွဲထုတ်တယ်เนาะအဲ့တော့ကဘာဖြစ်လဲဆိုတော့ဟိုနေကြိုက်ချင်ကြိုက်မကြိုက်ချင်နေရွေးချယ်စရာလည်းအများကြီးရှိတာမို့ parties တွေကအဲ့တော့အဲ့ဒီထဲမှာအော်တေချာပေါက်ကိုလှုပ်ခတ်ဖြစ်သွားစီတာဒါပဲဆိုတဲ့ဥစ္စာကိုယုံကြည်တဲ့အတွက်ပေးတာအရန်ရှင်းတယ်အဲ့တော့ကတချို့မုန်းတဲ့သူကိုလိုမျိုးလူကြတာဘယ်လိုတွေးမလဲဆိုတော့ဒီလိုမုန်းစရာကောင်းတဲ့သူကိုဘာလို့ပေးလဲဆိုတဲ့အတွေးကိုတွေးတယ်ဒါပေမဲ့အဲ့အမုန်းတရားမပါပဲကြီးလိုက်လူတွေကို data နဲ့ပြောထားတာလူတွေတော်များစာရင်းအများကြီးဖက်ပြီးတော့ tax ကဘယ်လိုလုပ်လဲဆိုတဲ့အလုပ်လုပ်ပုံတွေမသိဘူးအဲ့ခါမှာလူတွေရဲ့ trigger point ရပါလဲဆိုတော့ तू သိတယ် data တွေလည်းရှိတယ်အဲ့ data တွေဆွဲထုတ်တယ်အဲ့ဥစ္စာတွေခေါင်းကြီးပိုင်းမှာအကုန်လုံးလုပ်တယ်အဲ့တော့လူတွေရဲ့ influence ကိုရတယ်အဲ့တော့ trendy ကောင်းတယ်မကောင်းတယ်ဒီလိုလူတွေပေးတယ်မဟုတ်ဘူးဘယ်လိုမျိုး news နဲ့လူတွေကို manipulate လုပ်လဲ that's how they workဆိုတော့ကစုပြောချင်တာအဲ့တော့လူတွေကဘယ်လောက်ထိယုံမာနေဘယ်လောက်ထိစိုးနေစုပြတာကပိုင်းမှာစိုးတဲ့သူလည်းရှိတယ်ယုံမာတဲ့သူလည်းရှိတယ်အမုန်းနေတဲ့သူတွေလည်းအများကြီးရှိတယ်ဒါပေမဲ့ဘယ်လိုမျိုးအဲ့အရာကြီးကိုအဲ့အခင်းချင်းဖြစ်အောင်ဖန်တီးထားလဲဆိုတဲ့အနောက်ကကြိုးကင်သူကိုလည်းသိရမယ်သိရလေအေးအဲ့ဒါဆိုလို့ရှိရင်ကိုကဥမာဒီလိုလူကြီးကိုပေးတယ်ဆိုတဲ့ခံစားချက်ကိုမလုံးနဲ့ခံစားချက်ကိုမလုံးနဲ့တော့မဟုတ်လုံးဟိုကသူကတိချက်တစ်ဖက်ကလူကိုမကြိုက်လို့လည်းသူ့ကိုပေးတာပါတယ်အဲ့ဒါကြီးလည်းပါတယ်နော်ပြီးတော့သူဆွဲတဲ့အချက်တွေကိုကြိုက်လို့လည်းပါတယ်အဲ့တော့ဟိုအဲ့လေအဲ့ဆိုရင်သူရွေးရဆိုတာဘာလို့လဲသိပြီလေဟုတ်လေဘာလို့လဲသိပြီလေသူ့အနေထားအရဆိုကွာမင်းစကားပဲမပြောနဲ့ဒီတိုင်းပဲဟိုဟာဖြစ်သူ့ကိုမဲတမဲမှတော့မရတဲ့လူမျိုးကွာဘာလို့လဲဆိုတော့ဘာမှမဆွဲနဲ့ဘူးဘာမှမဆွဲအားကြောင့်သူကြီးပဲဆိုရင်တော့မဲတွေဒီတက်ပိုးရမယ်လို့တွေးတာအေးစကားမပြောရင်တော့အဲ့ကြောင့်နေနဲ့ငါနဲ့တွက်တာချင်းမတူတော့တွက်တာချင်းမတူတဲ့အတွက်ခုနပြောရဲ့ဟာမှာလေ data တူမှာမဟုတ်နှစ်ယောက်ကစဉ်းစားနေရအဲ့တော့မတူတာလည်းပြဿနာမရှိဘူးလေနေလဲနေအတွေးနဲ့ဒါပေမဲ့ကိုဟာဘယ် data ပေါ် base လုပ်လဲဆိုတာမူတည်တယ်ဥပမာစုဆိုရင်စုပြောတဲ့ data ဘယ်ပေါ်မူတည်လဲဆိုရင်ဥပမာထားတော့ကွာစုဒီ information တွေဆိုရင်ဥပမာ Q လိုမျိုးသူတို့ citizen เนาะသူအရန်ဟိုဖတ်တယ်အဲ့လိုမျိုးဥစ္စာကြီးရှင်းနေတော့စုလာတာသူတို့ဆိုရင်လုံးဝလက်မခံတဲ့သူတို့ဆိုလုံးဝဟိုမဖြစ်ဘူး Trump ဒါပေမဲ့ဘာလို့များနေတို့လူတွေကအဲ့လောက်တောင်မှဒီလိုလူပေးတာလဲဆိုရင်တော့ဒီ news တွေ manipulation ရှိတယ်ဘယ်ဘလို့ရှိတယ်ဆိုတော့ it all makes sense to me fact တွေကဘယ် news မှာဘယ်လောက် numbers ကဖြစ်တဲ့အတွက်ဒါမျိုးအဲ့တော့စုကဒါကြောင့်ဒါကြောင့်ငါသာဆိုရင်လေငါသာသတင်းတွေဒါမှမဟုတ်ငါတေချာပေါက်ငါဟိုမဖြစ်ရင်ငါလည်းတစ်ဖက်ဆောင်းပြီးတော့ပေးခဲ့နိုင်လောက်တယ်ဆိုပြီးတော့သူတို့ကိုမဲပေးတဲ့သူတွေကိုကစွတ်ပြန်စနိုင်တယ်စာနိုင်နေဆိုတော့ Trump ကိုချစ်လို့မဟုတ်ဘူးဒါပေမဲ့သူတို့ရဲ့ perspective ကိုချေရအောင်စုတိလိုက်လို့အဲ့
အဲ့တော့ကိုကဘာလို့အဲ့ဒါကို surprise ဖြစ်နေရလဲတာကိုတာမှာပဲဘာလို့အဲ့အချက်ကို surprise ဖြစ်နေရလဲ surprise တော့ surprise ကတော့ data အရဆိုလို့ရှိရင်ခုနပြောသလိုပေါ့နော်ဟိုရှေ့မှာလဲဒုတိယအကြော့မှာသူကပ်ပြီးရှုံသွားတာသူ့ကိုအဲ့လောက်ကြိုက်တဲ့သူများမှန်တိတယ်မတိဘူးတော့မဟုတ်ဘူးတိတယ်ကပ်ပြီးရှုံသွားတာဘိုင်ဒန်နဲ့ဟာမှာတော့မှကပ်ပြီးတော့ဒုတိယတစ်ခေါက်မှာတော့ထပ်ပြီးတော့ကပ်ပြီးရှုံတယ်ရှေ့မှာလဲစောက်တလွဲကြီးလှုပ်ခဲ့တာကြီးပဲသူ့လက်ထက်မှာလဲစောက်တလွဲကြီးလှုပ်ခဲ့တာကြီးကိုအဲ့နောက်တစ်ခေါက်ထပ်ပြိုင်တဲ့အချိန်မှာကက်ရှုံးတယ်ဆိုရင်သူ့မှာသူ့ကိုကြိုက်တဲ့သူကများပြီးသားကွာအဲ့ဒီဟာကိုမကြိုက်တာကွာ အဲ့ဒီမကြိုက်တာတော့ဘယ်သူမှဒါကြီးကြိုက်သူပြောလို့ကွာကပ်ပြီးရှုံးတာတော့ဥပမာအရှိမဆောက်တလဲကိုမမြင်ဘူးလောက်တချို့ကြတာလေသူတို့ရဲ့ news စီမှာအဲ့ဆောက်တလဲဥစားပြောမယ်ဘာလို့ထပ်ပြီးတော့ဓာတ်ရွေးတာလဲပေါ့ဒီလောက်ဆောက်တလဲကြီးနင်တို့ lesson လမ်းမဖြစ်ဘူးလားပေါ့တချို့ကြတော့ဘာအောင်မြင်လဲဆိုတော့ဟိုဗာလဲဒီ max တွေစဖြုတ်တယ်လေဖြုတ်တယ်ဆိုတဲ့အခါမှာဒီ US ကနေပြီးစံပြလိုမျိုးဖြုတ်နိုင်တယ်အမမသိဘူးလားဆိုသေးတာပဲလေသေတဲ့ data တွေကိုပြတဲ့ဟာ democrat တွေဖြစ်ပြီးတော့ဟိုလုပ်ငန်းတွေဘလောက်မြန်မြန်ပြန်ပြီးတော့လဲပတ်နိုင်ပါရဲဆိုတဲ့ data ပြတာ Republican တွေဖြစ်တယ်ဆိုတော့ကဘာကြီးကအမြင်တစ်ခုဖြစ်တဲ့ကမှာဟောဒါရဲ့သူလုပ်တဲ့ချက်မှာချစ်ချင်းလုပ်တွေအဲ့တော့ပြောချင်တာကွာဟိုဒီလိုဥစ္စာတွေကိုများအတွေးအခေါ်တွေကိုထည့်နိုင်လို့ပေါ့ပြီးတော့ဘာလို့ဆိုတော့ तू ကလေလူဘိန်းအကြိုက်ကိုလူဘိန်းတွေအတွေးကိုဘာခနဲ့ထည့်နိုင်လဲလူဘိန်းကိုမို့သူတို့မှာကသူတို့ဟိုကခုနပြောလို့ပေါ့နော် data တွေရောဘာတွေရောပတ်စံလည်းရှိရော team နဲ့ကိုရှိရဘာနောက်ဆုံးကဟို AI တွေပါရှိတဲ့ခေတ်ကိုရောက်နေဘယ်လူတွေကိုဘယ်စကလုံးနဲ့ပြစ်လိုက်ရင်သူထိမာလဲဆိုတဲ့ဟာအစသူတို့သုံးတယ်အဲ့လောက်ထိသုံးတယ်လို့ယုံကြည်တယ်သုံးပါပဲအဲ့အကြောင်းလဲနိုင်သွားတာဒါပေမဲ့နောက်ခုနိုင်တာဘာလို့လဲသိလား तू ကသူ့ရဲ့သူများရဲ့နောက်တယ်လေ business English တွေပါလေအဲ့ဒါကြောင့်ဘာလို့လဲဆိုတော့ဥမာထားပါတော့ဟို Obama တို့ဘာစကားပြောရင် အရန် educated လုံးဝ advance ပြောတာလုံးဝအဲ့လိုမျိုးအဲ့တော့ဘာဖြစ်ဆိုသူတို့ American တွေမှာမှဘောင်းနေဆိုလိုချင်နေရလဲပြောချင်တာစကားလုံးလေးမသိလိုက်မသိပါခါကိုပြောမှာမဟုတ်လူတိုင်းပြောရှိတယ်နော် American ဟိုအင်္ဂလိပ်စကားပြောတတ်တယ်ဆိုရင်စကားလုံးအကုန်လုံးတတ်တယ်မထင်တော့မြန်မာစကားလုံးမှာဆိုတချို့စာလေးဆိုရင်နားမလည်လိုက်တာလေးရှိရနော်ဒါမှမဟုတ်မြန်မာစကားလုံးဆိုတာတောင်းနဲ့ချီပဲရှိရအင်္ဂလိပ်စကားလုံးဆိုတာ6သိန်းလောက်ရှိတာအဲ့တော့သူတို့မှလည်းအဲ့လိုနားမလည်တဲ့ဥစ္စာဆိုတာအင်္ဂလိပ်စကားပြောပြီးအင်္ဂလိပ်စကားနားမလည်တဲ့သူရှိတယ်အဲ့ဒါမျိုးအဲ့တော့ဘာဖြစ်လဲဆိုတော့သူ့ရဲ့စကား deliver ဖြစ်တယ်အဲ့ဒါကလေသူ့ရဲ့အားသာချက်လိုမျိုးဖြစ်နေတာပေါ့နော်သူများရဟားရတယ်ပေါ့နော်ဒါပေမဲ့အဲ့ဒါလေသူ့အားသာချက်ဖြစ်နေတာဟုတ်သူကတော့ဟိုပါပြောသမျှဟာကရွယ်ချက်ပြီးတော့ trigger ကလည်းဖြစ်တယ်လေတမလားဟိုလူကိုပုတ်ခတ်ဒီလူကိုပုတ်ခတ်ဆိုတော့အဲ့ဒါကလည်းရွယ်ချက်ရှိကိုဒါပေမဲ့ခုနပြောပြီးသားလေလူတွေကသူ့အတူအဲ့ဒီလူတွေကိုပဲပြောတာဘာမကြိုက်တဲ့တဲမှာမကြိုက်တဲ့တဲမှာဆိုတာဒီလောက်ရှေ့မှာလဲဟိုဖြစ်ထားတယ်မျိုးစုံငါတို့ကပဲကြိုက်မလဲအဲ့ဒါတော့လက်ခံပါတယ်မဟုတ်သူ့ကိုကြိုက်တာမကြိုက်တာအရေးလည်းမကြည့်ပါဘူးကိုရင်းနဲ့လည်းဟိုမဖြစ်ဘူးအဲ့တော့ဆိုလိုချင်တာအဲ့လိုလူမျိုးမှာတော့လို့တော့ကွာဟိုပေါ်တင်းကွာဒီဟိုလူကျင့်ဝတ်ရပဲကြည့်ဘလို့ပဲကြည့်ဒီထက်မုံမှုကောင်းလို့သူမရှိတော့အဲ့တော့နောက်ဆုံးတော့နေတရုတ်ကရှီကျင်းပင်တော့မှအဲ့လိုမဟုတ်ဘူးသိလားနားလေတယ်လို့မုံဒါလည်းသိရလေဒါပေမဲ့ပြောပြတာအဲ့လိုလူမျိုးမှာတော့မှသူ့မှာဒီလောက်ယာခိုင်လုံးလောက်ရှိနေရဆိုတော့လုံးဝမဖြစ်တဲ့ numbers ကြီးကွာအဲ့တော့ကိုပြောတာလက်ခံတယ်ပြီးတော့လူတွေမှာကိုပြောတဲ့50-50ကိုစုကပြောတာစုအတွက်ကိုလက်မခံအောင်ဒါပေမဲ့စုလောကကြီးအတွက်ကိုလက်ခံတယ်စုအတွက်ကိုလက်မခံဆိုတော့စုပြောပြီးစုအဲ့လောက် influence ဖြစ်နေတဲ့သူမဟုတ်တဲ့အတွက်ဟိုဆိုကွာစောက်ရမ်းမုန်းနဲ့စောက်ရမ်းချစ်တယ်ဆိုတဲ့ person ကိုတွက်ကိုမတွက်ထားဘူးရှင်းရှင်းလေးမြင်တယ်ကြိုက်တယ်ကြည့်တယ်ကြိုက်ရင်ကြိုက်မယ်ဒါပေမဲ့ intense ကိုစုတယောက်မှမတွေ့ထားဘူးထားလိုက်ပါတော့အဲ့ဒါတော့စုကိစ္စတော့အဲ့အတွက်စု50-50ကိုမရောဒါပေမဲ့လောက50-50ထက်တောင်ကြော်ရင်ကြော်မယ်မကောင်းတာကြီးပဲ60လောက်ရှိမလားမသိဘူးအေးလေငါလည်းအဲ့ဒါပဲဆိုလို့နေတာ50-50ဆိုတာ short ပြောတာသိလားဟိုလောကဆိုတာကွာအဲ့လိုနင်းကိုကြိုက်တဲ့သူကအနည်းစုပဲကွာအေးငါ့ကိုထည့်မပြောနဲ့လို့ငါလည်းမဆိုင်ဘူးဘာပြောပြတာနိပြစီကနင်းမဲရှိတာဘေးမှာသူများကိုမဟုတ်ရင်ငါ့ကိုပြောပြမယ်ဟာနင်းကိုဘယ်သူမှမကြိုက်ဘူးအေးငါလိုလူမျိုးနင်းလည်းမုံလည်းမမုံလေမဟုတ်ငါ့ကိုကြည့်လိုက်လို့ရှိရင်အဲ့လိုထင်ရတဲ့သူတော်မှအဲ့လိုထင်ရတဲ့သူတော်မှငါ့ကိုမုန်းတဲ့သူရှိတယ်လို့ဘယ်နှယောက်လဲလို့ဘယ်နှယောက်လဲဆိုလို့ရှိရင်50ကျော်တယ်လို့နင်းကဘယ် data နဲ့ပြောတာလဲလို့ငါတော့အဲ့ဒါကိုမမြင်အေးပါမဟုတ်အဲ့ကြောင့်ပြောပြရလေတချို့ကငါပြောပြီးမုန်းရတဲ့အကြောင်းရင်းရှိတယ် threat ဆိုရင်မုန်းတယ်တချို့ကိစ္စတွေကငါပြောပြမယ်တချို့ကိစ္စတွေကအဲ့ data နဲ့ပြောလို့မရအောင်နေအဲ့
နင် data မရှိတိုင်းအဲ့ဒါကတော့ မအဲ့လိုမဟုတ် ငါမှ data ရှိတယ်နင်ပြောမယ်အဲ့ဆိုအဲ့ data နဲ့ကိုမပြောလို့ဆိုတော့မဟုတ်ဘူးချစ်တဲ့သူများရင်ချစ်တဲ့စကားများသလိုမုန်းတဲ့သူများရင်လည်းနင်ချစ်တဲ့သူကကောက်ွယ်ပေးမယ်အများကြီးကောက်ွယ်ပေးမယ်ထင်လားငါပြောပြီးပြီ social media မှာလည်းအဲ့လိုပြောအောင်ကကြတော့နင်ကပြောမှာပေါ့နင်ကိုချစ်တဲ့သူရှိလို့ဒီမုန်းတဲ့သူတွေကမပြောတာဘာညာဆိုတာ तू ကငါဆိုလို့ကြတာမဟုတ်နင်ကနေချစ်တဲ့သူရှိမုန်းတဲ့သူရှိအဲ့အရေးလည်းမကြည့်ဘူး तू ကချစ်တဲ့သူများတဲ့သူကြောက်လေအချို့သူတွေကြောက်အဲ့အရေးလည်း view မဆိုင်တော့ तू ဘေးနာမှာသူ့ကိုချစ်တဲ့သူတွေ तू ပျော်ပြီးတော့တပွားလုံး तू ဖြတ်တန်းသွားသူ့ရဲ့အတွေးထဲမှာသူ့ကိုမုန်းတဲ့သူရှိရလို့တော့ तू သိချင်မှသိမယ်တယောက်တော့မရှိဘူးလို့ထင်လဲထင်နေလိမ့်မယ်အဲ့တော့သူ့ရဲ့ life ကို तू ဖြတ်တန်းတာဒါပေမဲ့အဲ့မုန်းတဲ့သူတွေကို view ဆိုင်ဖို့မလိုဘူးလို့ပြောကြတာအရေးလည်းမကြည့်ဘူး ငါကလေငါ50-50ကိုဘယ်တော့မှမရှုံးအခုချစ်တဲ့သူပဲထားလိုက်တော့များတဲ့ percent များရထားတော့ဒါပေမဲ့တစ်ချက်လေးမှရင်50-50မဟုတ်ဘူးငါ့ကို90လောက်လဲမုန်းမယ် it depends what I do ငါဘာလုပ်လဲဆိုရပေါ်လဲမူတည်မယ်ဥပမာဆိုပါစို့ကွာဘယ်အချိန်ကအရင်မုန်းလဲငါပြောပြရမှာဥပမာငါအိမ်တော်ကြီးဖောက်ပြန်လိုက်မယ်လက်မှာငါဖောက်ပြန်ပြီးတော့ငါအဲ့ဥစ္စာကြီးကိုလိုင်းပေါ်ရောက်သွားမယ်ငါ့ကိုအခုချစ်တယ်ဆိုရင်လူအကုန်လုံးမုန်းပါငါပြောပြီးပြီဘာလို့အဲ့ဒါလောကဒဏ်ပဲဒီ50-50ကိုအဲ့ဒါလောကတယ်ငါပြောနင်ကငါပြောရင်လည်းလိုက်ပြောတယ်ငါပြောနေတော့ပြောဆက်ပြောငါနားထောင်မယ်ဆက်ပြောအဲ့တော့ငါပြောချင်တာကလူတွေကအခုချစ်တယ်အခုမုန်းတယ်ဒီဟာတွေအကောင်တော့မတည်မြဲဘူးကွာအဲ့တော့ငါကတော့အခုလောလောဆယ်မှာ current ချင်းတွေကိုပြောတာနော်နင်ကနေချေပြုတ်ကြလို့ပြုတ်သွားဖြစ်အဲ့ဒီဥစ္စာတွေငါမပြောဒီအချိန်တွေမှာတော့ငါကတော့မုန်းတဲ့သူတော့များတယ်မထင်ဘူးဘာလို့ဆိုတော့ငါအရန်ကောက်လို့တော်လို့မဟုတ်ဘူးဒါပေမဲ့ငါပေးတဲ့ဥစ္စာငါ threat မဖြစ်နေဘူးငါအနေစားနေရကိုယ်နေရအဲ့တော့ငါကတော့အဲ့ဥစ္စာကိုမမြင်နေဘူးဒါပေမဲ့ခုနပြောလို့ situation ဆိုတာအချိန်နဲ့တိုင်းပြောင်းနိုင်တယ်အထူးသဖြင့်အဲ့လိုမျိုးစောက်တလွဲလုပ်တယ်ငါပြောခဲ့ရတယ်အများကြီးပဲအဲ့ပြောတဲ့ဥစ္စာတွေငါမညီဘူးဆိုပြီးစောက်တလွဲလုပ်ပြလိုက်အဲ့ဒီဥစ္စာငါအရန်ချစ်ပါဆိုသူတွေလည်းအကုန်မုန်းလည်းမုန်းမယ်ဆိုတော့ကချစ်ချင်းမုန်းချင်းကမตายရနဲ့ကိုဟာနဲ့ကိုနေအနေမှန်အောင်နေကိုပြောချင်တဲ့ဟာကျခုနလိုနင်းတခုလှုပ်လိုက်တလွဲလှုပ်လိုက်မှမုံဝါတာကကြတော့ဒါပြောစရာမလိုဘူးကွာနင်းကိုဝိုင်းကျုံးမှာပဲသိလားအဲ့တော့စုနဲ့စုကိုမပြောတော့စုနင်းနဲ့တဲပြီးပြောနေလွဲနေမှာဆိုတော့လူတယောက်ကလူတယောက်ကိုချစ်တယ်မုန်းတယ်ဆိုတဲ့နေရာမှာ तू ဘာမှလုပ်နေစရာမလိုဘူးအဲ့ဒါလေ considerated ဖြစ်တဲ့သူဆိုရင်အဲ့ဒီဟာအမြင်မပြောင်းအဲ့ဒါလည်းနောက်တစ်ဆင့်ပြပြမယ်အဲ့ဒါအမြင်နဲ့ကိုယ်တိုင်လည်းအချစ်မုန်းဘက်ကနေပြောင်းလို့ရှင်ကိုယ့်ကိုအမြဲတွေးစီခြင်းနဲ့အဲ့လည်းလက်ခံတယ်တော့ကွာလူတယောက်ကအဲ့လိုကွာနင်းကိုချစ်နေရဆိုပြီးတော့ဒါလုံးလိုက်လို့မုန်းသွားရဆိုတာမျိုးအဲ့လိုမပြောင်းကိုဆိုလိုချင်တဲ့ဟာလူတယောက်ကဘာလို့လဲဆိုတော့မူတရားပေါ့ဟဲ့လူတယောက်ကဥမာ तू စကားမြန်ပြောရင် तू မုန်းသွားနိုင်တယ်ဒါမှမဟုတ်လေ तू စကားပြောနှင်းနေရင်မုန်းသွားနိုင်တယ် तू စကားပြောစကားမပီတာနဲ့လည်းမုန်းနိုင်တယ်သိလားဥပမာပြောပြသူ့ရဲ့အသားအရည်ကြောင့်လည်းအသက်လူကြီးမုန်းကြတာပဲသူ့ရဲ့ခန္ဓာကိုယ်ချိုးစားကြောင့်လည်းမုန်းကြတာအဲ့လိုကွာလူတွေရဲ့မုန်းတယ်ဆိုတာအဲ့လိုတွေရှိတယ်လို့အဲ့ဒါကိုသိစေချင်တာအဲ့ဒါနေ different vocabulary ဆိုပို့ရုံပဲမုန်းတာမဟုတ်ဘူးအဲ့ဒါတွေမှာကြိုက်ချင်းမကြိုက်ချင်း preference ပေါ့နော်ငါတော့အဲ့လိုပဲမြင်တယ်ပေါ့နော် preference ရှိရဲ့ preference ကတော့ရှိကြတာပဲလေလက်ခံတယ်လေမကြိုက်တဲ့ချက်တွေရှိမှာပေါ့ငါမှာဆိုလဲဒီချက်တော့ကြိုက်တယ်ဒီချက်တော့မကြိုက်ဘူးဒါတွေတော့ရှိတာပဲဒါပေမဲ့မုန်းတယ်ဆိုတဲ့ဥစ္စာကြောင့် intense ဖြစ်တယ်လို့အချစ်အမုန်းဆိုတာ intense ဖြစ်တယ်သူက ultimate feeling ပဲအချစ်အမုန်းဆိုတာနင်ဘယ်လောက်တော့ ultimate ဖြစ်လဲဆိုတော့ငါရှိငါတဘွားလုံးမှာငါတယောက်မှမမုန်းဘူးကွာနင်မှမုန်းတဲ့သူရှိလားအဲ့တော့အဲ့ကြောင့်မို့ငါ့ကိုခုနပြောနေ90ရာခိုင်နှုန်းမုန်းတယ်ဆိုတော့ငါဘယ်လို့မှမဖြစ်နိုင်ဘူးခံစားရတယ်ဒါပေမဲ့ဥမာနင်အခုစကလုံးပြောင်းပြောမယ်ငါ့ကိုမကြိုက်တဲ့အချက်တွေဥမာငါစကားပြောတာမြန်တယ်ငါဖြက်ပြောတယ်ငါ့ကိုမကြိုက်တဲ့ဥစ္စာရှိတယ်အဲ့ဒီဥစ္စာကြီးဆိုငါလက်ခံတယ်ကွာဘာလို့ဆိုလူတိုင်းမှာမကြိုက်တဲ့အချက်တွေရှိမယ်နော်အဲ့ဒီမှာမနေနိုင်ဘူးကကောက်ပြီးတော့စရေးမလုပ်မယ်အဲ့ဒါကြီးကြတော့ငါလက်ခံတယ် तू ကွာ तू ကိုပြောချင်တဲ့ဟာထဲမှာ तू အဲ့ဒီမကြိုက်တဲ့အချက်တွေကနေပြီးတော့ဒီဘက်အခုခစ်ကြီးက तू အဲ့အမုန်းဘက်ကိုအဲ့ကောင်ပွားပလိုက်တာဆိုတော့မကြိုက်တာနဲ့ तू မပြီးသွားဘူးလူတွေကအဲ့မှာမရက်လာဘူးတိလားအဲ့ဒါကြတော့ strategically စုလူမျိုးဖြတ်ချဖြီကြောမရှိဘဲနဲ့အဲ့လိုလူတွေဖြတ်ချစုလုံးဝ negative လူကိုလုံးဝမထားအောင်စုနာမှာအဲ့ဒါလေမထားအောင်ဆိုတော့ social media မှာမကောင်းတော့စုဘေးမှာလုံးဝမထားအောင်နော်စုအရန်ပြတ်တဲ့စိတ်ကပြမကွာကိုယ်မကောင်းမပြောရမဟုတ်တော့ဒါပေမဲ့လေအဲ့လိုကွာအဲ့လိုလက်ကားတွေသူများကိုပြောနေပြီဆိုအဲ့ဒါကိုလည်းဖြစ်နိုင်တယ်အဲ့တော့အဲ့လူဆိုလို့ရှင်စုကဘာလုပ်လဲဆို
တွားလည်းမတွားဘူးတွေ့လည်းမတွေ့ဘူးစကားအမုန်းနဲ့မပေးဘူးနော်အဲ့လူကကိုသူကအတင်းဟိုသတင်းဆိုရင်တော့မတော့အတင်းစီအတင်းဖြတ်သွားတာအဲ့တော့အဲ့လူရှိမှငါ invisibly လို့ပဲနေတယ်ငါအဖြစ်နိုင်တယ်လို့ဟုတ်အဲ့လိုပဲကိုယ့်ရဲ့တီချောင်းလည်းပြောမတီချောင်းလည်းပြောဒါလည်းပဲပြောအဲ့ကိုအကြောင်းနဲ့ပြောလို့သူတို့ကမုန်းနေရင်သူတို့မမြင်အောင်ငါလုပ်ပလိုက်တယ်အဲ့တော့အဲ့မုန်းစာကိုတူအောင်နေတာလောကမှာအကောင်းဆုံးပဲဘာလို့ဆိုတော့အခုခက်ကလေနောက်ဆုံးမုန်းတဲ့သူကဘာလဲဆိုတော့မုန်းတဲ့သူကလေမုန်းရင်ဒီတိုင်းလေးပြီးသွားမှာမဟုတ်လှမ်းတိုးလိုက်ရင်ဘဝတစ်ခုလုံးပြတ်နိုင်တယ်အဲ့တော့မုန်းစာကိုတိုးအောင်နေအဲ့ဒါတော့အဲ့ဒါငါပြောချင်တာအဲ့ဒါကွာသူကဟိုလူတွေကကိုကအေးငါဘာမှလုံးတာမဟုတ်ပဲငါ့ကိုဟိုဘယ်လိုပြောမလဲမုန်းတဲ့သူမရှိတော့ပါဘူးဆိုပြီးတော့သူကပြဿနာတွေကတချို့ဟာလေးတွေကကွာတွေ့တယ်အဲ့လိုဟာလေးတွေကစတာကွာဟိုအဲ့ဒါတော့လေကိုကအဲ့ဒါ awareness ပဲပြောလို့ဘောနော်လောကမှာကိုကြီးပဲအကြိုက်ကြီးပဲတော့ရှိမှာမဟုတ်အမုန်းရှိမှာပဲဒါပေမဲ့မုန်းတဲ့သူမများစေနဲ့ပေါ့လူမုန်းမများစေနဲ့ကွာလူမုန်းမများအောင်နေထိုင်နေဆိုတာလည်းအများကြီးရှိတယ်ခုနကပြောလို့ social media မှာနောက်ဆုံးပွဲဖြစ်ရင်လည်းဘယ်လိုလေး quick လုပ်မလဲ social media မှာဘယ်လိုပြောမလဲဆိုမလဲအဲ့ဒါတီးအောင်မှထားပါတယ်သူညီမ3ယောက်စကားပြောရနော်စုရယ်မမြလေးရယ်ကဘယ်လိုအစဲမခံအောင်နေရလဲဆိုတော့သူတို့သိတယ်ဒါအဲ့လိုပြောဆိုလူတကြီးပုံစံပြောတာမဟုတ်ဘူးသိတယ်ဒါဆို social media နဲ့အလုပ်လုပ်နေအောင်အဲ့တော့ဒါပေမဲ့မမြတ်ထွေးကြတော့စစ်စစ်လေညီမဆိုတာ podcast လုပ်ရင်တယောက်ပြီးမှတယောက်ပြောချင်မှလည်းပြောမယ်လူပြောငယ်တဲ့ကွာသိလားဒါပေမဲ့အဲ့ချိန်မှာဆိုရှင်ဟာသူ့ကိုကြတော့အားလုံးကအဲ့ဟိုတချို့ comment ရှိမမြတ်ထွေးဆိုအဲ့ဒါဟိုဖြစ်ပြီးတော့ तू ထပ်ပြီးမလုပ်ချင်တော့ဘူးပေါ့နော်ဒါပေမဲ့သူ့ပြပြတယ်မဟုတ်ဘူးမြတ်ထွေးအဲ့ဒါ तू feel ဖြစ်မနေနဲ့လူပြီးတော့နောက်တစ်ခုရှိလူရဲ့ psychology က option ရှိ option ကိုအကြိုက်ဆုံးတစ်ခုအမြဲရွေးတယ် even though compare မလုပ်နေတော့မှဆိုတော့စီးပွားရေးမှာဆိုလဲ psychology ရှိရကွာ competition အမြဲ3ခုကနေ4ခုထုတ်တယ်2ခုကိုပိုးတင်4ခုဆိုရင်2ခုပိုးတင်တယ်အဲ့ဒါကို selection ရေး spotlight product လို့ခေါ်တယ် channel 2ခုအရင် product လုပ်တယ်အဲ့ဒါအဲ့2ခုကို selling အကောင်းဆုံးဖြစ်အောင်ဆိုပြီးတမင်လုပ်တာ3ခုရှိရင်1ခုကိုပိုးတင်တယ်အဲ့ဒါရှင်းလေးလူ psychology အဲ့တော့3ယောက်မှဆိုရင်ဥမာတငယ်ချင်းရှိရ group photo လုပ်တယ်ဒီတယောက်ကအချောဆုံးတော့အမြဲပြောမခံအောင်လားအဲ့တော့အဲ့ဒါကြီးမตายရနဲ့အဲ့ဒါလူတွေပုံစံအဲ့တော့ပြီးလို့ရှင်ကိုအထာလေးနဲ့အဲ့လိုပေါ့နော်ခုနဆဲမခံအောင်နေရဥစားရှိတယ်အဲ့တော့ဒီ psychology ကမသိလို့ပြောတာမဟုတ်ပါသိလားမုန်းတဲ့လူချစ်တဲ့လူဒါတွေတော့သိတယ်မဟုတ်အဲ့ဒါသိရပါမဟုတ်ကိုဆိုလိုတာအဲ့ကောင်ကသိကိုသိရမှာပြနောက်တစ်ခုကွာတချို့ကကြောက်ကွာဒီအဲ့ဟိုကတချို့ comment တွေကိုကြည့်ကွာအလကအစစ်မပြေမကြည့်နဲ့ကွာအစစ်မပြေမကြည့်နဲ့သိလားရှင်းလေးပဲသဘောတရားနေအစစ်မပြေနဲ့မကြည့်နဲ့ဒါမှမဟုတ်လေဟိုကောင်းမွန်ပြောဒီတယောက်ကတော့ဘလူလေးတော့မဟုတ်ဘူးကွာသူကလုံးဝ hate speech ကွာအဲ့လိုလူတွေကနေပြီးတော့တချို့ကကျတော့ရည်ရွယ်ချက်ရှိကိုပင့်နေရသေးလားအဲ့နောက်ကိုလိုက်လာတဲ့သူတွေတပုံကြီးဟုတ်တယ်လေတပုံကြီးဆိုတာအဲ့လူတွေကကြောင်တောင်နဲ့ဦးကြောင်နဲ့ရောက်လာတာအဲ့လိုလူကလည်းတတ်အဲ့ဒီဟာမျိုးဆို narrative ဘယ်လိုပြန်ပြောင်းရလဲသိလားစုအဲ့ AR တွေစု experience ပြစုကအဲ့ဥစ္စာအပိုင်းကအမြဲတမ်းရှင်းလာတာအခုကတော့စုပွဲဆိုပြီးတော့မသိလို့ပေါ့နော်စုဆက်စချင်းတော့အဲ့လိုဈေးပါရောင်းနေချင်းဆိုအဲ့ဥစ္စာတွေ narrative တွေစက်တိုက်ပြောင်းလာတော့ဘာလဲဆိုတော့အဲ့လိုမျိုးတစ်ခုကနေပြီး against လုပ်လိုက်ပြီတစ်ခုလုပ်လိုက်ပြီလားအဲ့ဒီဟာကိုသူတို့စက်တိုက်ပြောနေရဆိုလို့ရှိရင်ကိုချစ်တဲ့သူတွေပြန်လှုပ်ချင်တယ်ဒါပေမဲ့သူတို့ကဆက်စကိုဘယ်လိုရမလဲ leader ရှာတယ်ပြောရမလားပြန်ပြီးတော့တုံ့ပြန်ဖို့တော့ကောင်းတဲ့ဘက်ကနေပြန်တုံ့ပြန်မှုမရှိဘူးလားကိုကအဲ့ဒါကိုအဲ့ပြောတဲ့သူကိုဟိုရံမတွေ့လိုက်နဲ့မတွေ့ဘဲနဲ့သူ့ရဲ့ chat တွေအကုန်လုံးကဘာလို့တေချာပေါက်မှားလဲဆိုတဲ့ဥစ္စာတစ်ခုချင်းစီကိုအရင်ကြီးဆုံးနဲ့ရှင်းလိုက်အဲ့ဒါအကောင်းဆုံးအဲ့ဒါရှင်းပြီးတော့အဲ့ဒါကိုလုပ်ပြီးတော့နောက်တစ်ခုကကြောက်လေလူဆဲထားပါတော့စု query မှာဆိုလို့ရှိရင်စုပထမဦးဆုံးစုကပုံမှန်စုအတန်နေနဲ့ပို့တာ။အဲ့လူတွေကဘာဖြစ်လဲဆိုတော့စုရဲ့ audio content ကကြိုက်တဲ့သူပြောင်းစေအားလုံးဆဲခံရမှာ။ဘာလို့လဲဆိုရှင်းလေးအရင်တော့စုပြောတာ concert လုပ်တဲ့ style လေဒါကကျတော့ storytelling ပုံစံလေ။ဆိုတော့ဆဲကိုဆဲမှာပြီးတော့ storytelling လေပုံမြင်နေပါဆိုနေမှဘလို့လို့ concert လုပ်နေမှာလေ။အဲ့တော့ပုံမြင်စာအုပ်ကိုပုံမြင်လို့ပြောတဲ့ဟာကိုပြောနေတာတကယ်တော့အဲ့လိုမျိုးဥစ္စာဆို narrative ကိုတစ်ခါလေးပြောင်းလို့ရတယ်။ရှင်းလေးမဆိုးဥစ္စာပဲကြိုက်တယ်မဆူဥစ္စာကြီးလည်းအကုန်လုံးပေးထားမယ်မငြင်းရောမဆူဥစ္စာကြီးအကုန်လုံး free လည်းပေးထားတယ်ရောကြည့်ပါဖတ်ပါဘာတစ်ခုမှမငြင်းဘူး narrative ပြောင်းလိုက်တယ်နောက်တစ်ခုကကြာအဲ့အချိန်မှာဆဲခံရလို့ဆိုရင်စက်မတင်တာမလုပ်နဲ့အဲ့တော့ဘာလုပ်လဲဆိုတော့အဲ့ narrative ပြောင်းရင်လုံးဝမကြောက်နဲ့အပတ်စဉ်ပုံစံတင်ပေးလိုက်အဲ့ခါမှာဆိုလူရဘာဖြစ်ဆိုအော်ပုံမှန်လဲတင်နေရပဲအဲ့ဒီမှာမှ3-4ထားပါဒုတိယ post ဆိုလို့ရှိရင်မကြိုက်ကြောင်းပြောတယ်ဒါပေမဲ့ပိုနေလာတတိယ post ကမကြိုက်လောက်နေလာတယ် channel post ဆောအော်အဲ့ဒါလေးနားထောင်ရင်1နေတယ်ငူရတယ်ဆိုအဲ့ narrative ဆိုတာအဲ့ဒါကိုကဖန်တီးပေးရတဲ့ရှိဆိုတော့ social media ကိုပြောရမယ်ဆိုရှင်ဒီဓာတ်တစ်ခုလုံးကိုမှန်အောင် use လုပ်ကွာတစ်ခုပဲ manipulation ဆိုရင်လည်းသိတယ်အဲ့တော့ခုနကပြောသလိုဟိုမကြိုက်တဲ့ဥစ္စာကြီးကိုအတင်းကြီးပဲပေးနေရမဟုတ်နင်ကြိုက်တဲ့ဟာလည်းနင့်ကိုပေးအောင်ပါနေကြိုက်တဲ့ဟာလည်းရှိတယ်အဲ့တော့နေအဲ့ဒါလေးတော့ဒါမှရှိတယ်အဲ့တော့ဘာလဲဆိုသူတို့တစ်ချက်အခန်းစမလုံးနဲ့
against အရန်လောက်ချင်လောက်တယ်သို့မဟုတ်အရန်အဲ့လောက်ထိပြောနေမထိုက်တန်ဘူးလို့ခါစားရင် block လိုက် deal မလုပ်ချင်တော့တဲ့သူ block လောက်အဲ့တော့ against မလုပ်နဲ့ပေးချင်တဲ့ဥစ္စာကိုလည်းပေး narrate တစ်ခါရဲပေးပြီးလို့ရှိရင်ဒါပေမဲ့သူတို့စကားပဲအကုန်နားထောင်ပြီးကိုလှုပ်ချင်တဲ့ဥစ္စာရှာလိုက်စရာလည်းမလိုကိုသွားချင်တဲ့ဥစ္စာလည်းသွားအဲ့တော့အဲ့ဒါတော့သူ့ရဲ့ social media run တဲ့ပုံပေါ့နော်အဲ့တော့ narrative မှာခုနပြောသလိုအမုန်းဆိုအမုန်းကြီးမှာရုံးဆိုလာမလားအဲ့ဒါကိုပြန်ပြီးတော့တဲ့ပေးလိုက်ဘာလို့လဲဆိုအဲ့အမုန်းကလည်းရှိသေးတယ်မတဲ့ဘင်းဘာလို့လဲသိလားအဲ့ဒါကိုသူတို့ကတဲချီဆွဲပြီးမှတ်အဲ့တော့အဲ့ဒါလေအဲ့မှာအဲ့လိုဒါပေမဲ့အဲ့အချိန်မှာဥမာ post တင်ပြီးတော့ရှင်းတာအဲ့လောက်နောက်တစ်ခုပေါ့တော့အဲ့ဒါ psychology ပေါ့နော်မှတ်ထားတော့ခုဖြစ်တယ် post တင်ပြီးတော့ချိုးဆွေပြန်ပြီးတော့ရှင်းတယ်အဲ့အချိန်ရောက်ရင်ဘာလုပ်လဲဆိုတော့သူတို့နားထောင်ခြင်းတဲ့သူကနားထောင်ပြီးတော့နားမထောင်ခြင်းတဲ့သူအဲ့ရှင်းပြတဲ့ post လေးစိတ်ဝင်စားအောင်စိတ်ဝင်စားလေအဲ့တော့သူတို့ကအဲ့ဒါဘာလုပ်လဲဆိုသူတို့ direct ကြီးပြန် selling လုပ်လို့ခေါ်တယ်ငါစကားနားထောင်ပါဆိုပြီးအဲ့လိုမလုပ်နဲ့အဲ့လိုမလုပ်ဘဲနဲ့ခုနကပြောသလိုတဲ့ရှင်းနေဆိုတာလေဒီမုံတဲ့သူရှိတယ်မုံတဲ့သူကိုချစ်သွားအောင်ရှင်းတာမဟုတ်ဘူးနော်ဒီမုံတဲ့သူကသူ့ရဲ့ impact ကကြံတဲ့မုံတဲ့သူတွေများမှာဖြစ်တာရဲ့ကိုယ့်ရဲ့ dignity အရာရဲ့ရှင်းတာသူ့ကိုကိုယ့်ဘက်ပအောင်ပြန်ဆွဲရမှာမဟုတ်ဒါပေမဲ့ကိုယ့်ဘက်ပအောင်ဆွဲနေလဲရှိသေးတယ်ခုနကပြောသလိုcustomer လို့ဖြစ်တယ် against မလုပ်နဲ့ရှိတယ်သူလိုချင်တာကိုပေးလိုက် against မလုပ်နဲ့အဲ့လိုမျိုးကကြတော့အဲ့ဒါဟိုအမုန်းကပြန်ဆွဲရနေအဲ့လိုဆိုပြီးရင်ကျေးဇူးတင်တယ်စေတနာနဲ့ပြောပြကျေးဇူးတင်တယ်ဆိုတဲ့ဥစ္စာလေးနဲ့ပြန်လုပ်ပေးလိုက်အဲ့ဒါဆိုလို့ရှိရင် neutral ဖြစ်သွားတာမျိုးပေါ့နော်ဆိုတော့အဲ့ဒီကနေပြီးတော့ခုနပြောတဲ့အဲ့ထားပါတော့ပေါ့နော် selling လုပ်တာမဟုတ်ကိုယ့်ရဲ့ dignity အတွက်ကိုရှင်းနေဆိုတော့ post တစ်ခုလုံးရှင်းတာမဟုတ်ဘဲနဲ့အဲ့ဒီပြောတဲ့သူတဲ့တခါရဲပြောရင်じゃဘာဖြစ်သွားလဲဆိုတော့အဲ့ဒီမှာလဲလူနှမျိုးရှိပြီအရန်အောင်စရင်နဲ့ဆက်မြောင်အရန်ကတ်ချင်နေပြီကွာရှင်းပြရတယ်နားထောင်ချင်တဲ့သူဆိုဟာအဲ့မှာဆက်ခံနေရပြီလေအဲ့လိုလူရှိတယ်အဲ့လိုလူကတော့မေ့လိုက်တော့အဲ့လိုလူကတော့လက်စစ်ကွာအဲ့အောက်မှာဟာဆိုပြီးအတင်းမှလိုက်ပြီးတော့ညင်းနေတယ်ဒုံမအဲ့လိုဖြစ်တယ်ဆိုရင်အဲ့လိုလူတွေကကို convince လုပ်ဖို့အတွက်လူမဟုတ်ဘူးအဲ့လူတွေကထားလိုက်ဒါပေမဲ့ကိုယုံကြည်ရဆိုတဲ့သူတွေရှိရဲ့အဲ့သူတွေကကို stand up လုပ်တဲ့အချိန်ကိုသူတို့စောင့်နေတယ်ဘာလို့လဲဆိုတော့ငါထင်တဲ့သူကအဲ့လိုမဟုတ်ဘူးလေရှင်းပြလိုက်လေဒါသူတို့ထင်တဲ့သူကအဲ့လိုမဟုတ်ဘူးဆိုတော့သူကအဲ့လိုလုပ်စီချင်တဲ့သူရှိတယ်အဲ့လိုလူတွေအတွက်ကိုရှင်းပြပေးရတယ်ဒါပေမဲ့အရှင်းပြတာကိုပိုစီးနဲ့အရေးတယူအကြီးလုံးလိုက်ရင်ကြာဘာဖြစ်သွားလဲဆိုတော့စိတ်ဒီတိုင်း neutral လူတွေတို့သိလားကိုပြောတဲ့မုန်းစားကိုစားရမုန်းဖို့ချောင်းနေတယ်အဲ့လို neutral တွေကဘာဖြစ်သွားဆို attention တန်းရောက်ပြီးတော့အဲ့မှာအနှုတ်နဲ့အပေါင်းနဲ့လက္ခဏာပြထားလို့ဆိုတော့အနှုတ်ကိုပိုအားပေးပြီးတော့ they have the reason to hate youဆိုတော့ကစုကဘာလုပ်လဲဆိုတော့အဲ့ reason ကို attention ဘယ်နေရာမှာငစားချရလဲဆိုတော့တည်အဲ့ဒါမလုပ်ဘူးဒါပေမဲ့ different kind of မှာလုပ်တယ်ဒါပေမဲ့လည်းစုလည်းဟိုဗာလဲဒါပေမဲ့အဲ့လိုပြောလို့အရင်အထာတက်နေရမဟုတ်ခါရရလို့ရှင်မုံမစေဆိုပြီးတော့အဲ့လိုလုပ်တဲ့အကွက်တွေလည်းရှိတယ်ဟုတ်နောက်တစ်ခုကလေအဲ့ဒီဟာသူဟိုဟာမဟုတ်အခုစုပြောနေလို့စုတိတယ်ကွာစုဓာတ်တွေကိုစုနားလေတယ်ကွာဒါပေမဲ့တခါတလေလေအဲ့လိုကိုကတော့ဂရီလက်လွတ်ဖြစ်သွားလောက်အောင်ဖြစ်တဲ့ဥစ္စာတွေဖြစ်တဲ့ဟာတွေရှိတယ်အဲ့ဒါလည်းပြောပြအောင်ပြီးမှသူပြောရှိရဆိုအဲ့လိုတမင်တကာကိုခစ်ကြီးကအဲ့လိုဖြစ်နေတာကွာခစ်ကြီးကအဲ့ wave ပေါ်မှာသွားနေတာစုပြပြမယ်ကွာအဲ့ wave ကိုကြာတချို့ကိုအောင်ပြောသလိုအဲ့ wave ကိုဖန်တီးဥစ္စာရှိရခုနေ့အောင်ပြောအလှမယ်ဆိုတာဟိုမြန်မာဖြစ်နေရတယ်မသိဘူးနော်စုပြောတာစုတို့ကglobal အလှမယ်ပဲဖြစ်ပါစေတည် Filipino တွေဆိုရှင်သူတို့ကအဲ့ wave ကိုအရန်ဖန်တီးတာအဲ့လိုသူတို့မရလို့ရှင်ဒီဥမာ Miss Universe ဆိုလဲအဲ့ရအောက်မောက်ဆိုင်စတိုက်ကိုဆဲတဲ့ဥဆိုင်မှာတော်များ Filipino စင်များတာတို့အဲ့လိုပဲသူကဒီဒါမှမဟုတ် entertainment industry ရပါတော့ဥမာအဲ့ကြောင့် Trump ဆိုလဲအဲ့လိုပဲလေအလာမယ်လောကဒီဟိုကနေ Miss Universe ပိုင်ရှင်ပဲဟိုသူဒီ drama တွေသူဖန်တီးတတ်တယ်လေ wave ကိုတမင်စီးပြီးတော့လုပ်တဲ့ဥဆိုင်ရှိရလေအဲ့ကြောင့်ပြောအဲ့လက်မဲကြီးတွေအဲ့ဒါတွေသူကတိတယ်အဲ့တော့အဲ့လိုဥဆိုင်လည်းရှိတယ်အကောင်းဆုံးကစုအတွက်လူအစဲမခံရခြင်းဘာလုပ်ရမလဲဆိုတော့လေနှစ်ခုတော့မကောင်းဘူးမှာ transparent ဖြစ်နင်းရှင်းနေအောင်တကယ်ကွာဥမာနစ်စိတ်ကိုကွာလူထင်ကြီးခံခြင်းလို့လူချစ်ဖို့လူဆိုတာအစိတ်ထားဖို့ကလည်းနည်းနည်းတော့ခက်တယ်စုအမှန်တိုင်းမျိုးစုအစိတ်ကိုမထားနိုင်လို့ social media ပေါ်မတက်တဲ့နှစ်ကာလတွေရှိတယ်ဘာလို့ဆိုတော့လူတွေမှာနည်းစိတ်ပုတ်ချင်တဲ့စိတ်တွေရှိရလေသိလားအဲ့ထားပါတော့အဲ့အရှင်းဆုံးစိတ်ကိုထားပြီးရင်နောက်တစ်ခုကမုန်းစားကိုတိုးစေမချစ်နေပါစေမုန်းစားမရှိစေနဲ့အမုန်းကိုမပွားပေးနဲ့ခုနလို unwanted attention ရမယ်မလားမလုံနဲ့အဲ့တော့အမုန်းလောက်တဲ့ကိစ္စအောင်မလုံနဲ့စုကတော့အဲ့ဒါအမှန်တမ်းပြောရင်ဟိုအရန်နဲ့ပညာတွေတက်လွန်းလို့တော်လွန်းလို့မုန်းစားကိုတိုးစေလောက်တာမဟုတ်စုစီးပွားရေးလုပ်နေတာအဲ့တော့စုဟိုအာယုံမနောက်ချင်ပြီးတော့နောက်တစ်ခုကကျတော့ဟို voice ဖြစ်လို့မဟုတ်စုအာယုံမနောက်ချင်ကွာရှင်းလေးကွာအဲ့တော့မုန်းစားကိုတိုးစေ
နောက်တစ်ခုကကျတော့စေတနာဆိုတာ intention စုရဲ့အလုပ်စေတနာဆိုတာအလုပ်ရှိရဲ့ intention အဲ့တော့အဲ့ဒီစေတနာကိုထားအဲ့ဒါဆိုရင် social media မှာတော်ယုံဆိုရင်နင့်ကိုလက်ခံလိုက်မယ်ပြီးတော့ခုနပြောလို့လက်မခံရောဘာဖြစ်လဲလက်မခံရင်လက်လေလက်မခံရင်လက်အဲ့ list ဆိုတဲ့ဥစ္စာမှလည်းခုနပြောလို့ငါတော့ game site ကွာ list ဆိုပြီးတော့အဲ့လိုပြောတာမဟုတ်တကယ်နင်လဲစိတ် agency ငါလဲစိတ် agent ချင်းတယ်ဒါပဲလူဘွားတူတူလေးဒါရင်းနဲ့အာယုံနောက်ချအဲ့တော့ wave ကိုဖြတ်ချင်လဲရတယ် wave ကိုတင်ချင်လဲရတယ်ဒါပေမဲ့social media မှာတေးချပေါ်လာတဲ့အချိန်ကအဲ့အချိန်မတိုင်ခင်မှာ page ရှိပါရင်မလုပ်ခင်မှာတော့စုကဘယ်လိုလူလဲဆိုတော့စုကလူမုံများရဲ့လူမျိုးစုရဲ့ပွဲကြီးမမြင်ဘူးလောက်လို့နော်အဲ့လူမုံများရဲ့လူမျိုးပြောရင်စောက်ကြီးစောက်ကျယ်တွေနဲ့အဲ့လိုရိုင်းရတယ်ရိုင်းသေးတယ်ပြီးရင်တဲ့ဖြေးတာပြီးတော့ဥပဒေအကြောင်းလို့ဆိုတော့နာမည်နဲ့တဲ့ဖြေးတာနာမည်သူသိရမယ်သူပဲနာမည်နဲ့ဆိုရင် legally action ယူရမှာဆိုလို့ဒါပေမဲ့ငါပြောရင်နင့်ကိုတဲ့ပြောမှာနင်မကျင်တဲ့ငါစီတာဆိုအဲ့လိုမျိုးဒါမှမဟုတ် social media အခုတည်းတချို့ကိစ္စတွေဆိုတဲ့သွားပြီးရှင်းရတာရှိတယ်ပို့စီပါအဲ့လိုတင်လာတဲ့သွားပြီးတော့မေးလိုက်ပြငါ့ကိုပြောလားမဟုတ်ဘူးဆိုပြီးတော့ဒါကတော့အတိတွေမှာပေါ့နော်ဒါကိုမေးကိုမေးရမယ့်ကိစ္စဆိုအဲ့လိုမျိုးတွေပါမေးရဥစ္စာရှိတယ်ဒါပေမဲ့အရင်တော့ကကြာဘာဖြစ်လဲဆိုစိတ်ကပါနည်းနည်းလေးမရှင်းဘူးစိတ်ကဘာလဲဆိုတာ bully လုပ်ချင်တယ်အဲ့တော့ bully တော့မဟုတ်ဘူးကွာငါ defensive ဖြစ်တာငါသူများကိုတော့နိုင်ချင်ရဲဆိုတဲ့စိတ်နဲ့သွားတာမဟုတ်ဘူးငါ့ကိုလာထိရင်တော့ငါ defense ဖြစ်တယ်ကွာအဲ့တော့အဲ့စိတ်နဲ့အဲ့စိတ်ကအရန်ကြီးဆိုတယ်အဲ့တော့ဘာဖြစ်လဲဆိုတော့အဲ့လိုမျိုးငါတိတယ်ငါအဲ့အတိုင်းဆက်သွားရင်ငါစောက်ဆဲခံရအောင်မယ်ဆိုတာဆဲခံရအောင်မှာ personal branding စမလုပ်ခင်ကတည်းကစဟိုတမအဆဲနဲ့စတက်လာရင်အဲ့ဒါ narrative ကမပြောင်းတော့ဘူးနော်မသိလားအဲ့ဒါမျိုးသိလား social media မှာရှိရလေဟာသူ့တက်လာတဲ့စလာနဲ့သူ့ဆိုတာနဲ့ဆဲပြီလေငါ block တားတယ်ဘာညာဆိုအဲ့ဒါဘာလဲဆိုတော့အမုန်းနဲ့စလာသိလားနေကနေကြိုက်တဲ့လောက်တော့သူ့ဆိုတာနဲ့ဆဲမှာအဲ့တော့အဲ့ narrative ရှိရအဲ့တော့စုကကန်ကောင်းစင်တော့အဲ့ကာလာမှာတော့ငါရဲ့ဒီ attitude နဲ့ရတော့ငါဒီစောက်ဆဲခံရတော့မှာအဲ့တော့ငါဘာလို့လဲဆိုတော့ငါအဲ့တော့အသက်2020လောက်ကအဲ့တော့စုကအဲ့ page တွေပါလည်းမလုပ်ဘူးစုကဘာအဲ့ post တွေပါတင်တဲ့ဥစ္စာကိုရက်လိုက်သေးတယ်ရက်တယ်ဆိုတော့အလားပုံလေးပါတင်တယ်ဒါပေမဲ့ဆိုအရင်ကတည်းကအဲ့လိုစာတွေဆိုရင်ဘယ်လောက်ကတည်းကရေးလဲဆိုတော့2013ရဲ့ရေးတဲ့သူ2013ကလေးတည်းကရေးတာအဲ့လိုရေးတယ်ကလန်ဒါမှာတော့မှကြပြပါသွားပါသေးရဲ့ဆိုငငယ်တွေကအဲ့တော့အဲ့လိုလေးကိုကနဲ့ကိုဘောဟာကိုအတွေးလေးနဲ့ကိုအဲ့လိုလူမျိုးအဲ့တော့ငါအဲ့ဒါအရင်တည်းကလှုပ်ချင်တာဒါပေမဲ့ငါသိတယ်ငါဒီတိုင်းသွားရင်တော့ငါနာမည်ပြတ်နဲ့နာမည်ကြီးတော့မယ်အဲ့တော့နာမည်ပြတ်တဲ့နာမည်ကြီးတာထက်ဘာမှမပြောတာကောင်းတယ်ဆိုပြီးငါငြိမ်လိုက်တယ်ဒါပေမဲ့ဘယ်အချိန်မှတကယ်ကိုတင်လာဆိုတော့ကိုသိတယ်အဲ့တော့ခုဖြစ်ပြီးတော့လေစုလေ humble ဖြစ်သွားတယ်နည်းနည်းပြီးတော့လောကမှာအဲ့ဟာလေးကနည်းနည်းကို mature နည်းနည်းစဖြစ်ပြီးလို့ခံစားတဲ့အချိန်မှာမှအဲ့ကိစ္စကြီးဆက်ပြောတယ်နင် mature မဖြစ်ပဲနဲ့နင်ကလမ်းပြတယ် guide လုပ်တယ်ဆိုရင် mature တကယ်ဖြစ်တဲ့သူကသိတော့ထောက်ပြတယ်ဒါပေမဲ့အဲ့ဒီမှာတော့မှကိုက mature မဖြစ်တာကိစ္စမရှိဘူးလမ်းမပြလို့မရအောင်မဟုတ်ဘူးဒါပေမဲ့ကိုကလူတက်ကြီးမလုံးနဲ့ကိုအမှန်ကြီးပဲမလုံးနဲ့ဟုတ်တယ်ငါမသိတော့မသိသေးဘူးဒါပေမဲ့ငါလည်းသိတဲ့လောက်လေးလုပ်ပေးနေရဆိုရင်ကိုဘက်ကပိုသိရတဲ့သူကထောက်ပြရဆိုအော်ကျေးဇူးတင်ပါတယ်ပေါ့အဲ့ဒီမှာဆို narrative ကထပ်ပြောင်းသွားပြန်အဲ့တော့အဲ့ဒါချောင်းမလို့စုက social media ကလေကိုကလေစပြီးတော့လုပ်မယ်ဆိုရင်လေသူလွေတော်မြတ်ပြော personal branding လုပ်ဆိုဟုတ်တယ်ကိုလှုပ်ဆက်ရှယ်လုပ်ဒါပေမဲ့ကိုယ့်ရဲ့ attitude ကနာမည်ပြတ်နဲ့ကြီးလာမဲ့ attitude လားနည်းနည်းလေးတော့စုကတော့ cue site စီခြင်းနဲ့ချိုးကတော့လေတူရစုနာမည်ကြီးပြီးရောဆိုစုကတော့တဘောနင်ဘာကို attract ဖြစ်လဲပေါ့နော်တယောက် goals ကတော့မတူဘူးဒါပေမဲ့အကောင်းဆုံးကတော့နာမည်အများကြီးမကြီးသွားရင်တော့မှနင့်ကိုလူချင်းအပြင်မှာတွေ့ရင်အဓိကနင် social media လူတွေနဲ့အမြဲတွေ့ရမှာဒါပေမဲ့နင်တကယ်တမ်းအပြင်ကသူတွေနဲ့တူတွေ့ပြီဆိုနင်ဘသူလဲဆိုတာ app ဂုံသင်းကတော့နင်အမှားလို့အဖြစ်မခံတင်ကိုစုထင်နေပေါ့နော်ဒါတော့စုမြင်တဲ့ brand နေပေါ့နော်တော့အဲ့ဒီရတဲ့ကြီးဟိတ် speech မှာစုနာဘကိုလာမုံလို့ရှိကိုဖေရှင်းတဲ့ဟာကိုသိရမလားကိုကတော့အခုဖြစ်နေတာနေစီရက်ဆက်အခုဖြစ်နေတဲ့ဟာနင်းကနေကြိုက်တဲ့နိုင်ငံနေတဲ့နိုင်ငံတိုင်းမှာနင်းဥပမာကွာအခုကိုရိုဒီမှာဆိုလို့ရှိရင်ငါတို့ ice တွေကိုပုံးတယ်ကွာ ice တွေကိုပုံးတယ်ငါတို့ track ကိုဆောင်းတင်းတယ်ကွာသိလားအဲ့ဒီလိုဟာတွေကနေစီရက်ဆက်ကအဲ့ဒါလေးရွယ်ချက်ရှိလုပ်နေရတာဟုတ်တယ်လေအထီးရုံလို့အဲ့တော့ဆိုလိုချင်တာအဲ့ဒီသတင်းမရှိလေနောက်သတင်းတခြားသတင်းရှိမှာပဲဒီဒါကကိုရီနီရဲ့နေရာမှာအဲ့လိုမဟုတ်ဘူးနေတခြားနိုင်ငံတခြားနေရာမှာလည်းအဲ့လိုသတင်းတွေနေတိုင်းရှိနေပါအဲ့တော့ဆိုလိုချင်တာအဲ့သတင်းတွေကိုအဝဲဖြစ်စေချင်တာ
အဲ့ဒါကြီးမှပဲမျောမနေနဲ့ကွာအဲ့ဒါကြီးမှပဲမျောမနေနဲ့ ဟိုတရင်တစ်ခုကြားလိုက်တာနဲ့အဲ့ဒါကို မမျောလိုက်နဲ့တော့ ဟိုတခါတည်းစဉ်းစားလိုက်တော့တိန်ဒါငါ့ကိုငါတို့ဘာဖြစ်စီချင်တာလဲမသိဘူးဒီတရင်ကြီးကအဲ့ဒီလိုတမင်ကိုလုံတဲ့ခစ်ကိုရောက်နေတာကွာ ဟုတ်တယ် ဟို attention လိုချင်လို့ အဲ့တော့ကိုကလည်းသူများကိုသွားမမုန်းနဲ့ကိုကိုလာမုန်းလို့ရှိရင်လည်းခုနမဆုပြောသလို အဲ့ဒါကိုအဲ့အမုန်း ဟိုဟာဖြစ်အောင် မုန်းစားကိုတူ တေ လိုက် ချာဘောက်ကတော့ကိုကသွားမုန်းတယ်အခုပြောနေတော့မှကိုတွေကဟိုတိတိနဲ့ခုနပြောသလိုဟိုဒီမှာဆိုလို့ရှိရင်တိတိနဲ့ဒီကောင်တွေလုံးနေမဲ့တိတိနဲ့ဟိုဒီ ice တွေဒီကောင်တွေကိုမုန်းနေပြီ အမှန်တကယ်တော့စဉ်းစားကြည့်တော့သူတို့လည်းစဉ်းစားပဲမှန်တယ်တော့သူတို့ကလည်းဘာလို့မုန်းအောင်လုပ်လဲပြပြမယ်သူကမုန်းရင်ဘာဖြစ်မလဲဆိုတော့ကိုရီဥမာထားပါ ice တွေပါလာဖမ်းနေဆိုရင်နံပါတ်1ပြေးမယ်ဘာလို့လဲဆိုပြေးပြီဆိုရင် तू ကဟာဒါအမှန်တော့မပြေးရဘူးလေဒီလိုတွေပြေးလို့ဒီလိုတွေလုတ်ပါတယ်လို့ဒီလားဒါမှမဟုတ်ရင်လူဆိုတာရှင်းရှင်းလေး fight on flight ဆိုတာပြေးတာမပြေးရင် fight လုပ်မှာအဲ့တော့က immigrant စီကသူတို့ပြန် fight ပါတယ်ဘလောက်တောင်ရိုင်းနေဆိုပြီးတော့တမင်ကိုအမုန်းလေးနဲ့ချလိုက်တဲ့အခါမှာအမုန်းပဲပြန်ရမှာလေအမုန်းပေးအမုန်းရမယ်လေအဲ့တော့အဲ့အမုန်း immigrant တွေစီကအမုန်းကိုလိုချင်တာအဲ့တော့အဲ့အမုန်းကိုပြပြီးတော့ immigrant ဘလောက်ဆိုလဲဆိုတာပြတာ အခုယူရီးယားမှာဆိုလဲအဲ့ဒါပဲကိုဒီဘက်ကစလာဟိုဘက်ကစလာတော့မသိဘူးအဲ့မှာနေနေတဲ့သူကတော့တကယ်ပြန်ပြီးတော့တုံးသက်ကြည့်ပေါ့နော်ဘယ်ကနေစဖြစ်တာလဲဆိုတာတေးကြတာကတော့ဒါရွေရက်ရှိကိုအဲ့လို hate speech ကို hate speech ဖြစ်အောင်လို့လွတ်ထားတာလွတ်ထားရင်းနဲ့အဲ့မှာပြအခုဆိုရင်သူတို့ကိုရီးယားပြန်ကြောက်ပြီးပြန်မိုးဟိုဘက်ကလည်းကိုရီကိုဒီဗမာရေးဆိုရင်ကြောက်မိုးသိရမလားစုကအဲ့အချောင်းလေးအချစ်နဲ့အမုန်းခုနပြော50-50လို့မထင်ဘူးဆိုအမုန်းကလည်းတစ်ခါလေးသူကရေများရှင်နိုင်မီးများမီးနိုင်လို့စုကမြင်နေတာအမုန်းတွေများရင်လည်းခုနပြောလို့ဝုန်းကနေမုန်းနိုင်တယ်နော်သူကအမုန်းတွေများတာထက်လေဒါကိုရီးယား act level ရောက်တော့မသိသေးဘူးနော်အတုံးကိုချနေတာနေရတိုင်းမှာအတုံးချနေမကောင်းဘူးကွာငါတို့ဆိုရင်တော့မလုံဘူးကွာဒါပေမဲ့လုံတဲ့သူကလုံတယ်အတုံးချတယ်ဥပမာထားပါတော့နိုင်ငံရေးကြောင့်ပဲဖြစ်ဖြစ်သူ့စီးပွားရေးအရာပဲဖြစ်ဖြစ်သူ့အကျိုးအမြတ်ကြောင့်ပဲဖြစ်ဘလို့ပဲဖြစ်ဖြစ်သူကနေတင်တဲ့အမြမှာဟိုလူတွေကိုအဲ့လိုဟိုမိုးအောင်ဆွပေးတည်ရမလားအဲ့ဒီဟာတွေအဲ့လူတွေကဘာဖြစ်လဲဆိုတော့နေတိုင်းဘာမြင်နေရလဲဆိုတော့အဲ့အမုန်းတရားတွေကြီးပဲမြင်နေရပြဿနာဟိုနေရာမှာကြည့်လဲခြာနေပြန်တွေ့လိုက်ပြန်ပြီသူကလေလူကလေဖျောင်းနေတူတယ်အထူးသဖြင့်value ကိုယ့်ရဲ့ဒီ moral value တွေအရန်မခိုင်မာတဲ့အချိန်မှာဖျောင်းနေပို့တူတယ်အခုကလူတွေကလည်းဖျောင်းနေလို့ဖြစ်နေတာအဓိက moral value ကိုပြောချင်တာဇာတိတာမကောင်းဘူးပြောရမှာမဟုတ် moral value မခိုင်မာတာပြောတာလက်မတူရောင်ရင်လိုက်ရောင်နေဆိုတာများနေတာအဲ့တော့အဲ့အချိန်မှာအမုန်းဆိုလဲအမုန်းကများတယ်လေနောက်တစ်ခုကဒီခေတ်မှာလေ negative နဲ့ positive ဆိုတော့ negative ကပို့ပြီးတော့ attention ကချက်ချင်းတိတာတာ哦အချစ်ရဲ့ attention ကမသိဘူးမထင်နဲ့ပေါ့နော်ဥပမာအချစ် attention ပြပြအောင်မယ်အခုဆိုရင်ဒီ work for peace လေဖုန်းကြီးလမ်းလျှောက်တယ်လေအဲ့ဒီဥစ္စာဆိုရင်လေရှင်ထဲမှာလေဟိုနေ့ကတော့မျက်ရည်တောင်ကြားတယ်အဲ့ပြောချင်တာဒါဆိုရင်အချစ်ရဲ့ချစ်ချင်းရဲ့ positive တွေကကြီးလွန်းလို့ပေါ့နော်ဒီလိုက်သွားတဲ့သူတွေငိုယိုတမလားတရားထိုင်တာလူအုပ်စုလူပင်လေးကြီးကြတာပဲအဲ့လိုတွေအဲ့ဒါလည်းကြီးတယ်အဲ့တော့အချစ်ရဲ့ wave ကြီးလည်းအကြီးပဲအမုန်းရဲ့ wave ကလည်းအကြီးပဲဒါပေမဲ့အဲ့ wave လောက်တဲ့သူတွေကဘလို့လောက်ချင်တာလဲ influence လောက်ချင်တာလား manipulate လောက်ချင်တာအဲ့ပေါ်မူတည်ပြီးတော့သူတို့အတုံးချခြင်းတယ်လို့လုပ်နေတာချနေတာဟုတ်ပါအဲ့တော့ခုနပြောသလိုကွာလူတွေကစုပြောသလိုပဲဘာလဲ data ငါ့ကို data ပြငါ data ပြရင်လက်ခံတယ်ဆိုရဲသူတွေကဒီဘက်ခေတ်မှာသူ auto ကို educate ဖြစ်လာတဲ့နောက်မှာသူတို့ကအဲ့ဒါကိုပါသိတယ်အဲ့တော့နင်ကို data ကိုပြတာပေါ်တင်မိုးအောင်လို့ data ကြီးကိုဒုံနင်တွေ့လာဒီမှာ data ဆိုတဲ့ဟာမျိုးဥပမာပြောပြရကွာဥပမာငါတို့ ice ကိုမိုးတယ်ဆိုရင်ဒီမှာတွေ့လာသူတို့ရဲ့လုံးရက်ကိုဒီမှာမုန်းစရာကြီးကိုချပြထားတာကွာအဲ့တော့တေချာပေါက်မုန်းပြီကွာအဲ့တော့တကယ်ကတော့မဟုတ်ဘူးဘယ်ကနေစတာလဲဘယ်ကလဲဆိုတော့ပြန်ကြည့် okay ပြန်ကြည့်ပြီးတော့ data မှာ data ဆိုအမြဲနှစ်ဖက်ရှိတယ်အဲ့နှစ်ဖက်မှာနောက်ဆန့်ကျင်ဘက်တစ်ဖက်ကိုပြန်ရှာ confirmation bias ဆိုတဲ့ data ပဲမကြားနဲ့ ice ကိုမုန်းချင်လို့ ice ကဘာလုပ်လဲဆိုတဲ့ data ပဲမရှာနဲ့ဟုတ်ပြီးဘယ်သူဆွဲကင်ထားလဲဆိုတဲ့ data ပေါ့နော်ဆိုလိုချင်တာကဒီ data ကိုချပြလို့ဟို ice ကိုမမှားဘူးပြတော့မဟုတ်ဘူးเนาะသူတို့ငါ ice ဘက်ကပြောတယ်ထင်နေလို့မဟုတ်ဘူးသူတို့ဆိုလိုချင်တာအဲ့အမုန်းတရားကိုဆက်မဆွဲဝါနဲ့ဒီ data ကိုကြည့်ပြီးတော့ဘယ်လိုနေရမလဲဆိုတာကိုပဲသတိထား
သိရမလားဥမာโอเคသူတို့လာရင်ငါတို့တော့ဘယ်လိုနေရမလဲဘယ်လိုပြင်ဆင်ရမလဲဒါမျိုးပဲသိတယ်ဒါပေမဲ့သူတို့ကိုမုံပြီးတော့ကိုကခုနပြောလို့ကဲကျုံးမယ်ကွာဆိုရင်တချို့ကျတော့မုံပြီးရင်ရက်မသွားဘူးလေဟုတ်ပြီငါတို့ပြန်ပြီးတော့ fight မယ်ဆိုရဟာအဆင့်တီကိုရောက်သွားတယ်လေအဲ့ဒီလိုဟာတွေကဒီကိုရီစီမှာယူရီးယားမှာဆိုလဲအဲ့လိုဖြစ်မှာပဲသူကျုံးကိုကျုံးနဲ့ကျုံးကြပါအဲ့တော့ဘယ်ခွင်တွေကိုဝင်နေရလဲသူတို့ချပြတဲ့ data ကဘာလဲဘယ်သူဘာဖြစ်စီနေတာလဲဆိုတာဟိုဒီနေ့ခေတ်မှာမကြည့်လို့မရတော့နေတိုင်းနေစဉ်နဲ့အမြတ်တက်နေမှာအဲ့တော့ကိုကအဲ့ဒီသတင်းတွေကိုဖြစ်နိုင်တော့ရှောင်းဥပမာတို့မေးမယ် walkie talkie ကိုလုတ်တဲ့ဟာဘာလို့လုတ်တယ်ထင်လဲ audience အနေနဲ့ဆိုရင်ဒါတွေကိုတင်နေဆိုတာဘာလို့ထင်မလဲတီးရည်ရွယ်ချက်မရှိဘဲနဲ့တင်တာလားဟောဒီရလားရည်ရွယ်ချက်မရှိဘဲနဲ့တော့မဟုတ်ဘူးလေရည်ရွယ်ချက်ရှိမှမီဒီယာကိုဖြန့်ချီရေးကသွားတာလေအေးပေါ့ဘာလဲရည်ရွယ်ချက်ကinformation လေပြီးတော့ဟာ information ပဲဘူးဘာ information လဲအဲ့ information ရည်ရွယ်ချက်ကဘာလဲဟာခေါင်းစားဟာမသိတော့ဟာငါ့ကို manipulate လာမလို့နဲ့ငါမသိဘူးငါနေမှာပြောရင်လည်းသိရင်လည်းမပြောစောက်ကတော့ပါပေါ့သူဘာကတော့နေလဲကတော့မဲဟုတ်ပေါင်းဆိုကျွေးလိုက်အောင်ကြောက်ဆရာကြီးလာလို့သိရင်တခါပြောစာမေးသလိုတက်သလိုဘာလို့လဲဆရာတော်ကြီးတွေလိုဘာလို့နဲ့လာပြီးတခါလေးပြောလိုက်ပါလားလာပြီးတော့ကြောက်တော့လာငါအမြဲပြောလေကျန်တဲ့ဗီဒီယိုတွေမှာပြောဖို့ပြောလိုက်ဖို့နင်းသိရင်နင်းပြောဖို့ငါသိရင်ငါပြောမှာပေါ့နင်းမှာဘာမှမရှိဘူးလားလို့မရှိဘူးငါယောက်ျားနဲ့အဆင်ပြေခြင်းလို့လေရှိငါစောစောကပြားခြင်းလို့ရှင်ထဲမှာပေါ့ပါစုကပြောပြီးပြီလေစုကအဲ့ပုံမှန်ဟိုအဲ့လိုမျိုးတရားတဲ့ကိုရဲ့တင်ကြားမှုတွေဟိုဟာတွေအမြဲစုရဲ့ role อ่ะကွာအဲ့လိုမျိုးပြောနေရတယ်ကွာဘယ်သူမှမတင်အောင်မှအဲ့ team ကိုတင်ရတယ်အဲ့ role မှာနေရတဲ့နေရာနဲ့ဘာဖြစ်လဲဆိုတော့လူပေါ့ပပနဲ့ကိုအရွယ်နဲ့ကိုနေချင်တယ်အဲ့တော့ကိုပြောချင်တယ်အဲ့လိုမျိုးစောက်ကြည့်စိုက်ကြမလို့ဆိုတော့ space တစ်ခုဖန်တီးထားတယ်ဒါကကိုရဲ့ person ပြီးတော့နောက်တစ်ခါကျတော့ relationship ခိုင်းပါတယ်နောက်တစ်ခုကကျတော့ဒါတော့အရှင်းဆုံးပြောတာphilosophy ကိုတွေးစေချင်တာတွေးဥမာကိုနဲ့စုနဲ့ဆိုမတူကွာပထမဆုံးဆိုကိုလည်းတစ်မျိုးတွေးတယ်စုလည်းတစ်မျိုးတွေးတယ်လူတွေကလည်းတစ်မျိုးတွေးမယ်အဲ့တော့ဟိုဘေးအရာကိုမှတန်းပြီးတော့ consume မလုပ်ဘဲနဲ့နင်ဘာတွေးမှလဲငါဘာတွေးမှလဲအေးဟုတ်တယ်မဟုတ်မတွေးဘဲနဲ့တော့ပြောလို့ဆိုတော့ information ပဲပေါ့ကွာမတွေးဘဲနဲ့တော့လက်မခံလိုက်နဲ့အေးတွေးကိုကိုတွေးဘာလဲဆိုတော့အေးရအောင်မှမတွေးလို့မရတော့ဒီဘက်ခင်မှာသူနဲ့စုနဲ့ episode တွေအများကြီးရှိပြီနော်ဒီတိုင်းတော့လက်မခံဘူးယောက်ျားပြောလို့ဆိုပြီးလက်ခံတာမဟုတ်သူလည်းမိန်းမပြောလို့လက်ခံတာမဟုတ်ဘာမှလက်ခံစရာကြောင့်မရှိဘာလဲငါပြောမှန်လက်ခံပါဘောမှန်လည်းလက်မခံတယ်မိန်းမမို့လို့လက်မခံတာငါတို့ against လို့နေကခေါင်းနဲ့မှာအမှန်မမြင်နိုင်တဲ့သူတွေပဲကိုက manipulate လုပ်ခံနေရတာဒိဋ္ဌိဘုံကြီးဘုံမသိလေးအဲ့အမျိုးတွေးချင်တာနောက်တစ်ခုကအတွဲမှာစိုးလို့စကားများမယ်မပြောဘူးလားဒါပေမဲ့စကားတော့ပြောလို့ရပါစေနော်ကိုချစ်သူနဲ့စကားပြောလို့မရလို့တော့မရစကားပြောလို့မရလို့ငါတယောက်တည်းခုနပြောနေရဘာလဲအမေဘာလဲလာတယ်လေဒီခုလာပြီလေတယောက်တည်းပြောနေရမလေးခဏအဲ့မျိုးမဖြစ်စေနဲ့အဲ့ဒါမျိုးမဖြစ်စေနဲ့တတိပဲတတိခဏလေးချက်ချင်းရောက်လာဟဲ့နင်အဲ့လောက်ထိနင် drama တွေချက်ချင်းလုပ်နေတယ်ထိုင်ငုံလွတ်လေးပြီးနာမှာဒီဘက်မှာတစ်ချမ်းပဲရှိချက်ချင်းတော့ drama များပါစကားပြောလို့လေချစ်သူတွေအဲ့ရှိတယ်ငါခုတော့မလုပ်သေးပါဘူးခုတော့မလုပ်သေးဘူးဆိုတာရှောင်းဖွင့်ပြီးချင်းနေကြည့်လိုက်အောင် content တစ်ခုလုပ်မယ်အဲ့ဒါကိုရီမှာကွာဥမာကိုနီးရပဲအစုံနဲ့ပြောတယ်ဒီဇိုင်းမှာဆိုရင်ဒီဇိုင်း psychology ရှိရလေအဲ့တော့လူတွေကအမှုမှန်နဲ့နင်းဟိုထားပါတော့7 level လို့ site ထဲဝင်သွားလဲဒိန်းဆိုပြီးတော့မြင်သမျှလိုချင်တာဘာမှမသိဘူးဝယ်လာတယ်စိတ်ထဲကမသိဘဲနဲ့ဝယ်လာမိလာအဲ့ဒါတွေအကုန်လုံးကအလကားဖြစ်လာတာမဟုတ်ရည်ရွယ်ချက်ရှိကိုလုပ်ထားတာအရာတိုင်းอ่ะဆိုတော့ဆိုင်ထဲမှာဝင်လာပြီးပြန်ထွက်လာရင်တစ်ခုခုကိုပါလာဆိုတော့ဒီခစ်ကြီးမှာအဲ့ဒါတွေမသိတဲ့သူကခံမယ်အဲ့ဒါတွေကိုအမြဲတမ်းဘယ်သွားကိုခေါင်းထဲမှာနင်းသိတဲ့သူတော်မှကွာအမှုမဲ့ဖြစ်နေတဲ့ခစ်ကြီးကိုရောက်သွားပြီကွာသူကနေရာတိုင်းမှာလူတိုင်းဟာရည်ရွယ်ချက်ရှိနဲ့လူတွေကိုလုံနေကြဆိုတာအဲ့လိုစွဲဆောင်နေသူတို့ပစ္စည်းရောက်ဖို့ပဲသူတို့လိုချင်တာရဖို့သူတို့ဖြစ်ချင်တာဖြစ်ဖို့ကို psychology တုံးပြီးနေရာတိုင်းမှာလုံနေတဲ့ခစ်ကြီးမှာကိုကအဲ့ဒါတွေမသိလို့သေပြီအဲ့တော့ကိုကတော့ကိုတီးတဲ့အပိုင်းကနေပြောငါဥမာကိုရီဆိုရင်ဒီကြော်ညာပိုင်းတွေဒီ packaging ပိုင်းတွေ
ဟိုဆိုရင် နင်ဝပနာလေးလောက်ပါလားငါလုံမယ်နင်ငါဖိတ်မယ်လုံမလား အေးလုံးလေ နင်တကယ်လုံပါလား အေးဘာပြောပြရမလဲ နင် design နဲ့ psychology ကြောင်းပြော အေးပြောပြမယ်ဟဲ့ဖြည်းဖြည်းလုပ်ပါရဲ့တော်လည်းနေကလည်းတက်ဘလောက်ရမှာ အချစ်တွေပဲ free တော့မရ free တော့မရဘူးဒီကြည့် နင်ကလည်းနင်ကဘယ်နှခေါက်လုံနေလို့လဲနင်ဘယ်နှခေါက်လုံနေလို့လဲနင်နာမည်ရှိလား နိုင်နဲ့ နင်နာမည်ရှိလားငါတို့ကနင်မြေတောင်ရောက်ဝင်မှာ ကိုအောင်နဲ့နာမည်ရှိ အကောင်ဟိုလက်မခံ28ရက်နေ့လုံမလား28ရက်နေ့ Wednesday ညပြန်ပြောမယ်ချိန်တရားပြန်အချိန်တရားကြည့်လိုက်အောင်မငါအားလားမအားလား28ရက်နေပဲချိန်လဲ ဟွာပေါ့မနေ့ပိုင်းဖြစ်မှာပေါ့ ငါတို့ဒီကမနက်ပိုင်း အေး ဒီကမနက်ပိုင်း ဒီကမနေ့ပိုင်းဘာလို့လဲဆိုတော့ညနေမှာအားလုံးကဒီဝပနာတက်လို့ရတာလေညရရင်ငါကြည့်ညမှာ ဒီဘက်တော့မလို့နောက်တစ်ပတ်မှ အားဆိုရင်နေငါဒိတ်တခါပြောဘာလို့ဆိုတော့နေ ဒီဘက်ကတ်နေပြီ နေရှောင်သွားမှာ အခု ဆို တော့စနေဖြစ်နေပြီ3ရက်ပဲကျန်တယ်နေရလဲ 28 4ရက်နေ့ အေး February 4ရက်နေ့ အေး ပြီးရော February 4ရက်နေ့လုံးမယ်နော် အေး အဲ့တော့ကိုအောင်ဝပနာလာတက်ပါ ဒီတစ်ပတ်မလုပ်တာလည်းကောင်းပါတယ်ဟိုမှာဟိုကအင်တာဗျူးတွေလည်းရှိရလीပို့သူကမအား ဟုတ်တယ် အဲ့တော့ကျိုးကျင်တယ်တော့ဘယ်ရောက်ပါမသိအဲ့ဒီတိမဖြစ်မယ်အဲ့ဒါတွေမတိဟိုမတိလို့မရတော့နေရာတိုင်းမှာနေရာတိုင်းမှာဆိုတာအကုန်လုံးပဲเนาะအဲ့တော့ဥမာဟိုဘယ်လိုပြောမလဲနိုင်ငံရေးဆိုလဲနိုင်ငံရေးရသူတို့ရဲ့ psychology တွေသုံးပြီးတော့သူတို့ strategy နဲ့လူတွေကိုအဲ့လိုဟိုရောက်ရက်ခတ်နေအောင်လုပ်ထားတာအဲ့လိုပဲခုနပြောသလိုပစ္စည်းတွေကလည်းမလိုအပ်ဘဲနဲ့သုံးပြီးပြန်ပြီးဝယ်ပြီးပြန်ပြီးစိတ်ထဲကစဉ်းစားကြအောင်မလို့လက်ထဲကနေဝယ်မိနေတဲ့ဟာတွေအမှလူတွေကအမှအဲ့တဲမှာမျောပြီးတော့ကိုယ့်အကိုဘာဖြစ်လို့ဖြစ်နေမှကိုမသိဘူးနင်သတိထားကြည့်လိုက်တဲ့အချိန်ကျတော့မှအော်ငါတော်တော်ငါဒီလိုဖြစ်နေပါလားသိရမလားကိုရီလည်းအဲ့တဲမှာပါတယ်ကိုရီလည်းအဲ့လိုမတိလိုက်မတိပါတာငါတို့ level မဟုတ်တဲ့တဲမှာအဲ့အကြောင်းငါတို့ဟိုပြေးလိုက်ဒီပြေးလိုက်ဖြစ်နေတယ်သူတို့နိုင်ငံရေးရသူတို့ရဲ့ကဘာကောင်းဆောင်တွေပေါ့ကွာဒါကတော့ဆရာကြီးပေါ့ငါအေးငါတို့ကသူတို့အကွက်ထဲမှာငါတို့ကအဲ့မှာရောက်ရက်တွေခတ်ပြီးတော့ကိုရီလည်းပြတာပဲ ပြပေါ့ ကိုရီလည်းပြအဲ့ဒါသူတို့ကစားနေတာသူတို့ကိစ္စအဲ့ဒါကိုကိုရီကတိရမှာဟုတ်ပြီပြီးရင်ဘယ်ချင်းဆိုဘာဖြစ်နိုင်လဲပေါ့နော်ကိုရီလည်းပြတယ်အဲ့လိုပဲကိုရီပြသလိုပဲနေရာတိုင်းမှာနောက်ဆုံးအဲ့ပြောနေနေလေဩလို့ငါတို့ဒီကကြော်ညာကြီးစောက်ပိန်းကြော်ညာကြီးလေဒီကဟိုကြော်ညာတွေကဘာယူရီးယားနဲ့ရှင်လို့ရှိရင်ယူရီးယားအရင် attractive ဖြစ်တယ်လေကြော်ညာဒီကဟာသူကလူတွေကိုဒီကလူတွေကအရန်ဟိုဖြစ်သွားတော့သူတို့ကိုတွားပြီးအဲ့လိုပြောနေလို့မရဘူးမတိလိုက်မတိပါနဲ့သူတို့ခေါင်းထဲကိုသူတို့ဒီကကြော်ညာရဲ့ပုံစံကျတော့ psychology ကကျတော့နောက်တစ်မျိုးဖြစ်သွားအဲ့ဒီပေါက်ကရကြီးထိုင်လုံနေတဲ့ဟာကလူတွေခေါင်းထဲကိုရောက်စီတယ် ဟုတ်တယ် သူတို့ရဲ့နီး ရိုးရှင်းဆုံးလေသိလားစင်ပတ်ဖြောင်းလုပ်တာနားလေတယ်အဲ့ဒါလေအဲ့ဒါပဲဒီနေ့ကအများကြီးပြောပါရဲ့အချိန်တွေကိုလေးကြုံ ချိန်တွေကဟင်းချက်တဲ့ချိန်များပါလို့ ဘာမှမဆိုင်အောင်ငါဒီရှေ့ကိုရောက်တော့10မိနစ်ပဲရှိတယ်ငါဒီရှေ့ကိုရောက်တဲ့ချိန်မှာဒီဟာဖွင့်တာ10မိနစ်လေးအောက်မှာရှိနေအောင်ရစ်လို့မပြီး3ကောက်ရှိပြီနော်ခုရစ်ပြန် ဒါတော့ပြလိုက်တယ်နင်းကိုလှမ်းခေါ်မှတက်လာတာပေါ်နဲ့အောက်နဲ့ကို messenger တွေလှမ်းခေါ်ရတာ 10မိနစ်ပဲရှိငါချက်ချင်းတက်လာတယ်လို့ငါတက်လာတယ်လေမဟုတ်ဘူးလား ခေါ်လို့လေ3ကောက်ခေါ်ရ 3ကောက်ဘယ်တစ်ခေါက် messenger မှာတစ်ခေါက်အောက်ကိုတစ်ခေါက်လာတယ် အောက်မှာအရင်ဆုံးတစ်ခေါက်လာလေဒါခေါက်ဆွဲပြုတ်ထားမယ်ဆို တစ်ခေါက်ဒုတိယတစ်ခေါက် ဒုတိယတစ်ခေါက်တောင်းလာယူရလေ ဘယ်တောင်းနေပါဆိုင် အဲ့မှာတောင်းလေးလာယူရလေ အေးလာယူရတယ်လေခေါ်လာ ဒုတိယတစ်ခေါက်လေ ခေါ်လာ ဒီ တာ သိရမှာဗောငါဝင်လာရောသူတောက်တုံလာယူရပုံမှာရိုက်တော့မလို့တင်နေတောင်းလာယူရဆိုတော့ သူများအတန်သွင်းနေတုံးကြီးကို အဲ့ကျွန်တော်ဘာမှမပြောပါလေ ရှစ်တာလို့ချစ်ချင်းတက်လာတယ်လေပြီးတော့ 3ကောက်မြောက် I love you ငါလည်းနင်းကိုမယုံတော့နင်းလည်းငါ့ကို manipulate လုပ်ထားတယ် ဒါဆိုင်လေ တွေ့လားနောက်ဆုံးချိန်ချောင်းမှာသူအဲ့ဒါလည်း manipulate ပဲအဲ့လို technique တွေပေါ့နော် ဘာလဲ မလာဘူးလားဆိုလာတယ်ဒါပေမဲ့ချက်ချင်းမဟုတ်ပထမတစ်ခေါက်တည်းပထမဆုံးခေါ်တွေကလာတာမဟုတ်နောက်ဆုံးမဖြစ်မနေကြတော့မှလာတာလို့ပါအဲ့လိုကွက်တွေ အဲ့ဒါစေတနာနဲ့ဆိုင်တယ်ငါပြောနေချာစေတနာမရှိတော့ဘူး ဘာလဲ စေတနာရှိရပထမဆုံး ဆိုင်ငါ intention ကဘာလဲဆိုတာဆိုင်တယ်ငါရဲ့စေတနာနဲ့ပေါ့အမြဲကောင်းတယ်ငါရဲ့ intention နဲ့ပေါ့မကောင်းမနဲ့အော်တော့ပညာပြလိုက်မယ်ဟဲ့ဒီပါငါမှမရှိတကယ်မအားတာနေငါအချစ်တယ်မမြင်ပါဘူး မြင်ပါဘူး အချစ်ပြတယ်အချစ်မမြင်ဘူးနော် မြင်မုန်းတရားနဲ့ဖူးလွှမ်းတယ် အဲ့လိုပါကဲဆိုတော့ကဘိုင်မလီ